ကျွန်တော်ရဲ့တက်တောင့်တက်တာရှိလာတဲ့စစ်တုံးရင်ကြီးဟာနှင်းတွေရေခဲတွေကြားထဲမှာဖြတ်တန်းမောင်းနေနေပါတယ်။အဲ့ဒီအချိန်မှာမိခင်တဦးကအနီးနားကစခန်းတစ်ခုမှာရှိနေတဲ့သူမရဲ့တားဖြစ်သူကိုဝင်ခေါ်သွားဖို့အကြံပြုလာပါတယ်။သူမသားအနေနဲ့အဲ့ဒီစခန်းမှာနေတာကပုံမိုလုံးကျုံနိုင်ကြောင်းနဲ့လူတိုင်းကအဲ့ဒီနေရာမျိုးမှာနေကျင်ကြကြောင်းကျွန်တော်ကပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအရက်6ပေလောက်ရှိတဲ့ဆယ်ကျော်သက်အရွယ်သူမရဲ့သားဟာနှစ်ပေါင်းများစွာအလုပ်ကျွေးပြုခဲ့တဲ့သူမမပါပဲကြောက်ရွံ့နေလိမ့်မယ်လို့ဆိုလာပါတယ်။အဲ့ဒီလိုပြောလာတဲ့အတွက်နောက်တစ်စက္ကန့်မှာပဲကျွန်တော်ဟာသူမကိုကားပေါ်ကနေကန်ချလိုက်ပြီးတားဖြစ်သူစီသွားကမိခင်ကောင်းပြီးသားဖို့ပြောလိုက်ပါတယ်။သူမဟာနှင်းတော်ထဲမှာလိမ့်ကျသွားပြီးနောက်ကုန်းရုံးထက်ကတားဖြစ်သူကိုထားခဲ့နိုင်ကြောင်းနဲ့သူမကိုတော့ပြစ်မထားခဲ့ဖို့အော်ဟစ်ရင်းကျွန်တော်နောက်ကိုပြေးလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဝေးကြီးကိုရောက်နေခဲ့ပါပြီ။အဲ့ဒီလိမ့်လေလှည့်ဖျားတတ်တဲ့လူလိမ့်နှစ်ယောက်ဟာသူတို့ဘာနဲ့ရင်ဆိုင်နေရလဲဆိုတာကိုအခုထက်ထိသဘောပေါက်ပုံမရပါဘူး။အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာ APEX လို့ခေါ်တဲ့ AI စနစ်ကိုခေါ်လိုက်ပြီးအခုချိန်မှာမြေပြင်ပေါ်ကတာမန်ရင်တစည်းလိုအသွင်ယူက Desmia စခန်းစီကိုဦးတည်လိုက်လို့ပြောလိုက်ပါတယ်။ AI ကလည်းနားလေကြောင်းပြန်လဲတုတ်ပြန်ခဲ့ပါတယ်။ယနေ့ခေတ်ကဘာကြီးဟာရေခဲတွေနှင်းတွေအောက်မှာနှင်းမြုပ်နေခဲ့ပါပြီ။ဒါကိုမဟာရေခဲခေတ်လို့ခေါ်ဆိုကြပါတယ်။နှင်းပြင်တွေကြားမှာပုံကွယ်နေတဲ့လူသားစခန်းတစ်ခုကနေဒီနေ့အတွက်ရိတ်ခါဖြစ်ဘီစကွတ်တစ်ထုံနဲ့တန့်စင်ပြီးသားရေ300မီလီလီတာကိုထုတ်ပေးမဲ့အကြောင်းကြေညာတမ်းထွက်ပေါ်လာပါတယ်။မဟာရေခဲခေတ်ကြီးစတင်ခဲ့တာ6လတောင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီအဆုံးမဲ့ဆောင်းရာသီကြီးဘယ်လိုစတင်ခဲ့လဲဆိုတာကိုအခုချိန်ထိဘယ်သူမှမသိကြသေးပါဘူး။ဒါပေမဲ့ဒီလိုတဘာဝဘေးအန္တရာယ်ကြီးတစ်ခုတည်းကလူသားမျိုးနွယ်ကိုလုံးဝပြတ်သုံးသွားစေဖို့မလုံလောက်ခဲ့ပါဘူး။လူယဉ်ကျေးမှုကိုအမှန်တကယ်ပြိုလဲသွားစေခဲ့တာကတော့ဘယ်ကနေရောက်လာမှမသိတဲ့ဘေးအန္တရာယ်ကောင်းကြီးတွေပဲဖြစ်ပါတယ်။နှင်းလိုဖြူဖွေးနေတဲ့ဒီပီလူကြီးတွေဟာလူသားတွေကိုစားတောက်ကြပါတယ်။အသက်ရှင်ကျန်ရစ်သူတွေရဲ့ခံတပ်တွေဟာလက်နက်တွေတက်ဆင်ထားတဲ့မြင်မာလာတဲ့တတိုင်းကြီးတွေရဲ့နောက်ွယ်မှာရပ်တည်နေပြီးဘေးအန္တရာယ်ကောင်တွေကိုဟန်တားထားကြပါတယ်။တားရဲတွေဝင်ရောက်တိုက်ခိုက်တဲ့အချိန်တိုင်းမှာဒီတတိုင်းတွေနဲ့လက်နက်တွေကလူသားတွေကိုဘေးကင်းအောင်ကာကွယ်ပေးထားပါတယ်။ဘေးအန္တရာယ်ကောင်တွေရဲ့တပ်ဖြတ်ခြင်းခံရသူတွေဟာအဲ့ဒီတားရဲတွေရဲ့လက်အောက်ခံကြေးကျွန်ဖုတ်ကောင်တွေဖြစ်ပြောင်းလဲသွားကြပါတယ်။အခုခါမှာတော့လူသားများစုဟာနေရာအနှံ့အပြားမှာရှိတဲ့ရှင်တန်ရေးစခန်းတွေမှာပုံအောင်နေုံသာတက်နိုင်ကြပြီးတချို့ကလည်းအသက်ရှင်ကျန်ရစ်သူတွေစုပေါင်းတိစောက်ထားတဲ့ယာယီစခန်းတွေမှာတောက်ခံနေကြရပါတယ်။လူတိုင်းဟာအသက်ရှင်တန်နိုင်ရေးအတွက်သာစူးစမ်းလုပ်ကိုင်နေကြရပါတယ်။စခန်းထဲမှာတော့ဂျိတ်လို့ခေါ်တဲ့မိန်းကလေးကိုတခြားသူတွေကအနားယူဖို့နဲ့ကြံတဲ့အလုပ်တွေကိုသူတို့ဘာသာလုပ်ဆောင်မဲ့အကြောင်းပြောနေကြပါတယ်။ဂျိတ်ကလည်းကိစ္စတစုံတရာရှိရင်သူမကိုခေါ်ဖို့မှာကြားခဲ့ပါတယ်။လူတိုင်းကတစ်သားပြားတွေရိုက်နှက်ပြီးမိမွေးနေကြစင်မှာပဲတစုံတယောက်ကဟိုဘက်ကနေတခုခုလာနေကြောင်းရုတ်တရက်အော်ဟစ်လိုက်ပါတယ်။ခက်လန်းလန်းကနှင်းပြင်ပေါ်မှာအနက်ရောင်လိုင်းကြီးတစ်ခုပေါ်လာတာကိုတွေ့လိုက်ရတဲ့အတွက်လူတိုင်းဟာချန်စီယိုစီကိုပြေးသွားပြီးကြည့်လိုက်ကြပါတယ်။ကင်းစင်ပေါ်ကကင်းထောက်ဟာမှန်ပြောင်းကတဆင့်အဖြစ်မှန်ကိုပထမဆုံးမြင်တွေ့သွားခဲ့ပါတယ်။သူကနောက်ကိုဆုပ်လိုက်ပြီးအဲ့ဒါတွေဟာဖုတ်ကောင်တွေဖြစ်ကြောင်းအော်ဟစ်တတိပေးလိုက်ပါတယ်။တားရဲတွေတက်ဖြတ်လိုက်လို့ဖုတ်ကောင်ဖြစ်သွားတဲ့လူတွေဟာအခုခါမှာတေမင်းတမန်တွေလိုရှေ့ကိုပြေးဝင်လာနေကြပါပြီ။တိုက်ပွဲဝင်ဖို့လူတိုင်းကိုပြင်ဆင်ခိုင်းလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲတနက်တစ်ချက်ပြစ်လိုက်ရုံနဲ့ဖုတ်ကောင်ကောင်ကိုလဲကျသွားစေနိုင်ပါတယ်။စစ်သားတွေကစက်တိုက်ပစ်ခတ်နေကြပေမဲ့အရေးအတွက်ကအရန်များပြားလို့နေပါတယ်။မကြခင်မှာပဲဖုတ်ကောင်တွေဟာချန်စီယိုစီရောက်လာပြီးဖောက်ထွင်းဝင်ရောက်ဖို့တွန်းတိုက်ကြပါတော့တယ်။လူတိုင်းဟာခန်းစစ်လိုင်းကိုထိန်းထားနိုင်ဖို့တိုက်ခိုက်နေကြရပါတယ်။လေးတယ်တော်တွေကမြားတွေနဲ့ပစ်ခတ်တယ်လို့လှန်ကိုင်းတပ်သားတွေကလည်းပြေးဝင်ပြီးထိုးချိတ်ကြပါတယ်။သူတို့ကိုဝင်ခွင့်မပေးဖို့နဲ့အရှိတ်ဘက်ချမ်းမှာအကူအညီလိုအပ်ကြောင်းအော်ဟစ်နေကြပါတယ်။ချန်စီယိုဟာပြိုကျလူနီးပါးဖြစ်နေပါပြီ။အဆက်မပြတ်ခုခံနေတဲ့ကြားကပဲအရေးအတွက်များပြားလုံးတဲ့ဖုတ်ကောင်တွေရဲ့တန်းကြောင့်ချန်စီယိုဟာနောက်ဆုံးမှာပြိုကျသွားခဲ့ပါတယ်။သူတို့တွေအလုံးရင်းနဲ့ဝင်ရောက်လာပါတော့တယ်။မြောက်ဘက်ခန်းစစ်လိုင်းကျဆုံးသွားတဲ့အတွက်လူသားတွေအန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ကင်းထောက်ကအချက်ပေးခေါင်းလောင်းတီးခဲ့ပေမဲ့ဖုတ်ကောင်တွေကအယမ်းမြန်လွန်းနေပါတယ်။အမြန်ပြေးပြီးအဆောက်အဦတွေထဲဝင်ပုံဖို့တတိပေးတံတွေဆူညံသွားပါတယ်။ချန်စီယိုတွေထပ်မံပြိုကျလာတာနဲ့အမျှစခန်းသူစခန်းသားတွေဟာအော်ဟစ်ရင်းထွက်ပြေးကြပါတော့တယ်။မိချောင်းလိုကြမ်းကြုတ်တဲ့ဘီလူတွေဟာအစုလိုက်ပြုံလိုက်ဝင်ရောက်လာပြီးတနာညာတာမှုကင်းမဲ့စွာနဲ့ကိုက်ဖြတ်စားတောက်ကြပါတယ်။ပြေးဖို့နှိကွေးသူတိုင်းဟာသူတို့ရဲ့အစားအစာဖြစ်သွားကြရပါတယ်။အိမ်ထဲမှာပုံနေသူတွေဟာသူတို့ကိုယ်တိုင်ရှာခံရတဲ့အချိန်ထိအပြင်ဘက်ကအော်ဟစ်တံတွေကိုထိတ်လန့်စွာနားထောင်နေကြရပါတယ်။စခန်းတစ်ခုလုံးလုံးဝကျဆုံးသွားပါပြီ။ကင်းစင်တောင်မှတိမ့်ပိုက်ခံလိုက်ရပါတယ်။ကင်းထောက်ဟာရှောင်းတိန်ဖို့ကြိုးစားပေမဲ့ပြေးစရာလမ်းမရှိတော့တဲ့အတွက်ဖုတ်ကောင်တစ်ကောင်ကသူ့ကိုကိုက်ဖြတ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲဂျိတ်ဟာလက်တပြက်ရောက်ရှိလာပြီးအရှိန်ယူကသူမရဲ့ဓာတ်ကိုဝေယမ်းလိုက်ပါတယ်။တစ်ချက်တည်းနဲ့တင်သူမရှိကဖုတ်ကောင်တစ်ကောင်စလုံးတေဆုံးသွားခဲ့ပါတယ်။သူမရောက်လာတဲ့အတွက်လူတိုင်းဟာအနှဲငယ်စိတ်အေးသွားကြပါတယ်။ဂျိတ်ဟာခုန်တက်လက်ပတ်ပြီးသူမကိုဝိုင်းရံထားတဲ့ဖုတ်ကောင်တွေကိုခုတ်ထစ်ပစ်လိုက်ပါတယ်။သူမရဲ့အလွန်မင်းတမန်လာတဲ့စွမ်းရည်ကိုချီးကျူးနေတော့မှပဲကင်းစင်ပေါ်တက်လာတဲ့ဖုတ်ကောင်တစ်ကောင်ကသူမကိုအလစ်ငိုက်ဝင်တိုက်လူနီးပါးဖြစ်သွားပါတယ်။ဒါပေမဲ့မကြောက်ကြဖို့နဲ့သူမနဲ့အတူနေပြီးဖုတ်ကောင်အလုံးကိုရှင်းလင်းပစ်ဖို့သူမကအားပေးလိုက်ပါတယ်။သူတို့နိုင်သေးတယ်လို့ယုံကြည်နေကြပါတယ်။လေးတယ်တော်တွေကိုတတိထားဖို့နဲ့ဖုတ်ကောင်နှစ်ကောင်တက်လာကြောင်းတတိပေးတံတွေထွက်ပေါ်လာပါတယ်။ဂျိတ်ဟာကမောက်ကမဖြစ်နေတဲ့အခြေအနေတွေကြားမှာဖုတ်ကောင်တွေကိုကျွမ်းကျင်စွာရှင်းလင်းနေပါတယ်။သူမဖြတ်သွားတဲ့နေရာတိုင်းကဖုတ်ကောင်တွေလဲကျသွားပေမဲ့သူမကတော့နှင်းပွင့်လေးလိုတန့်စင်နေစေပါပဲ။ဒီအတော်တွင်းမှာပဲကျွန်တော်ရဲ့စစ်တုံးရင်ကြီးဟာနှင်းတော်ထဲမှာဆက်လက်မောင်းနေပါတယ်။အနောက်တောင်ဘက်9ကီလိုမီတာခန့်ကွာမှာလူသားခြေချစခန်းတစ်ခုကိုတွေ့ရှိရပြီးအဲ့ဒီစခန်းဟာဘေးအန္တရာယ်ကောင်တွေရဲ့တိုက်ခိုက်မှုကိုခံနေရကြောင်းကပတိန်ဖြစ်တဲ့ကျွန်တော်ကို AI စနစ်ကသတင်းပို့ပါတယ်။နေ့စဉ်နဲ့အမျှစခန်းတွေပျက်စီးနေတာပဲဖြစ်လို့ဒီလိုကိစ္စမျိုးနဲ့ကျွန်တော်ကိုလာမနောက်ရှက်ဖို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီစခန်းဟာရေခဲမိုင်းတွင်းရဲ့တက်တဲ့အပေါ်မှာတည်ရှိနေကြောင်း AI ကဆက်ပြောလာတဲ့အခါမှာတော့နောက်တစ်ခါဆိုရင်စကားကိုအဆုံးထိပြောဖို့စူပူလိုက်ပြီးအဲ့ဒီနေရာကိုချက်ချင်းထွက်ခွာခဲ့ပါတယ်။စခန်းထဲမှာတော့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့တဲတဲကိုအပြေးဝင်သွားပြီးတကားကိုပိတ်ကတော့ခတ်လိုက်ပါတယ်။အဲ့ဒီနောက်ကျမ်းပြင်မှာဝတ်ထားတဲ့တကားပေါက်တစ်ခုကိုဖွင့်ပြီးပုံအောင်မှုအတွက်မြေအောက်ဥမင်ထဲကိုဆင်းသွားပါတယ်။သူနေရာတကျဖြစ်သွားချိန်မှာပဲဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကြောင့်တစ်သားတကားပွင့်ထွက်သွားတဲ့ကိုကြားလိုက်ရပါတယ်။အပြင်ကလူတွေအားလုံးမတေကြဘူးသူကဆူတောင်းနေပေမဲ့ချက်ချင်းဆိုသလိုစိတ်ပြောင်းသွားပြီးဂျိတ်တယောက်ပဲအသက်ရှင်ကျန်ရည်ရင်ပြည့်စုံပြီလို့တွေးလိုက်ပါတယ်။သူမဟာကြည်ကောင်းယုံတာမကသူ့ကိုပါကာကွယ်ပေးနိုင်တယ်လို့တွေးပြီးမကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့မြေအောက်ခန်းကဘယ်တော့မှဒီလောက်ရှည်လျားသွားတာလဲလို့သူရုတ်တရက်တွေးလိုက်မိပါတယ်။မြေအောက်ခန်းရဲ့နှက်ဆိုင်တဲ့နေရာမှာအမိုက်မောင်ထဲကနေအပေါက်နဲ့ကြီးတစ်ခုရုတ်တရက်ပေါ်လာပြီးမျက်လုံးတစ်စုံကတဖြည်းဖြည်းနီးကပ်လာပါတယ်။သူတေချာမြင်လိုက်ရချိန်မှာတော့အဲ့ဒါဟာဘေးအန္တရာယ်ကောင်ကြီးတစ်ကောင်ဖြစ်နေပါပြီ။တားရဲကြီးကသူ့စီကိုခုံအုပ်လိုက်တဲ့အခါသူ့ရဲ့နောက်ဆုံးအော်ဟစ်တန်ဟာစိတ်ပြအားငယ်မှုအပြည့်ဖြစ်နေပါတော့တယ်။လူတိုင်းဟာဖုတ်ကောင်တွေကိုတွန်းလှန်နေစင်မှာပဲတဲအမိုးတွေဟာတစ်ခုပြီးတစ်ခုပွင့်ထွက်သွားပြီးအိမ်တွေထဲကနေဘေးအန္တရာယ်ကောင်တွေထွက်လာကြပါတယ်။ဘေးအန္တရာယ်ကောင်တွေဘလို့လို့အိမ်တွေထဲကထွက်လာနိုင်တယ်လဲဆိုတာကိုလူတွေနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။ဖုတ်ကောင်တွေဟာတောရိုင်းဆိုင်ရမှာမဟုတ်ဘူးလားလို့တွေးရင်သူတို့ဟာဒီလိုဝေးလံခေါင်တည်တဲ့နေရာကိုရောက်လာခဲ့တာပါ။ဘေးအန္တရာယ်ကောင်တွေဟာဖုတ်ကောင်တွေနဲ့လုံးဝမတူပါဘူး။ဒီစခန်းကတော့ပြီးဆုံးသွားပါပြီ။ဒီလူတွေကတားရဲတွေရဲ့အာယုံကိုဆွဲဆောင်ထားတော့မှမြန်မြန်ထွက်ပြေးဖို့ကြိုးစားသူတွေလည်းရှိပါတယ်။တားရဲတွေကအလွန်အမင်းအစွမ်းထက်လွန်းတဲ့အတွက်ဂျိတ်ကိုယ်တိုင်တောင်ထွက်ပြေးရမယ့်အခြေအနေရောက်သွားပါတယ်။
အမျိုးသားတဦးဟာသူ့ရဲ့တနက်နဲ့ပြန်လည်ခုခံဖို့စူးစမ်းပေမဲ့တားရဲကြီးခုံအုပ်လာတဲ့အခါမှာတော့သူလည်းထွက်ပြေးရုံကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူးသူကဆက်ပြီးမတောင့်ခံနိုင်တော့ကြောင်းနဲ့တနာညာတာဖို့တောင်းပန်နေပေမဲ့လူတိုင်းဟာအထိတ်တလန့်နဲ့ပြန်ကျဲပြေးလွှားနေကြပါတယ်ဘေးရန်ရဲ့ကောင်တွေဟာဖုတ်ကောင်တွေထက်အများကြီးပိုပြီးရက်ဆက်ကြမ်းကြုတ်တာကြောင့်ပြန်လည်ခုခံဖို့ဆိုတာမဖြစ်နိုင်ပါဘူးစခန်းဟာလုံးဝပျက်စီးလူနီးပါးဖြစ်နေပြီးဂျိတ်ကိုယ်တိုင်လည်းအသက်လူပြေးနေရပါတယ်ဂျိတ်ကအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲအလင်းတန်းပေါင်းများစွာဟာတားရဲတွေကိုတက်တက်ဖြတ်တန်းသွားပါတယ်အဲ့ဒီအလင်းတန်းတွေထိမိတဲ့အခိုက်အတန့်မှာပဲတားရဲတွေဟာအပိုင်းပိုင်းအဆအဆကွဲထွက်သွားပါတော့တယ်မျက်စိကျိန်းလောက်တဲ့အဲ့ဒီအလင်းတန်းတွေဟာမြန်ဆန်ပြီးရက်ဆက်ကတားရဲတွေကိုလုံးဝအနိုင်ယူသွားပါတယ်ဘာတွေဖြစ်နေလဲဆိုတာကိုဘယ်သူမှနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်သူတို့မသိတာကတော့ကျွန်တော်ဟာစစ်သုံးရင်ထဲမှာနေပြီးရင်ရဲ့ပုံစံကိုပြောင်းလဲကတနက်ပစ်ကိန်းကစားနေတယ်ဆိုတာကိုပါပဲသူတို့အမြင်မှာတော့ကျွန်တော်ဟာကောင်းကင်ဘုံကနေကြာဆင်းလာတဲ့ကယ်တင်ရှင်တူပါတကယ်တော့ကျွန်တော်ကဂိမ်းကစားနေတာတက်တက်ပါပဲနောက်ဆုံးမှာတော့စွမ်းအင်လိုင်းမြောက်တစ်ချက်ပြစ်လိုက်ရုံနဲ့ဖြည့်ရှင်းလို့မရနိုင်တဲ့ပြဿနာဆိုတာမရှိဘူးဆိုတာသိလိုက်ပါတယ်တကယ်လို့မရှင်းနိုင်သေးဘူးဆိုရင်လည်းနောက်ထပ်အချက်နည်းငယ်လောက်ထပ်ပြစ်လိုက်ရုံပါပဲကျွန်တော်ကတော့အမြောက်တွေကိုအဆက်မပြတ်ဆက်တိုက်ပစ်ခတ်နေပါတယ်အခုခါမှာတော့လူသားတွေအစားဘေးအန္တရာယ်ကောင်တွေနဲ့ဖုတ်ကောင်တွေကအသက်လူပြီးထွက်ပြေးနေကြရပါပြီအစွမ်းထက်ဆုံးဘေးအန္တရာယ်ကောင်ဆိုရင်တော့ကျွန်တော်လက်ထဲမှာတော့ကစားစရာအယုတ်တရုတ်လိုပါပဲစခန်းထဲမှာရှိတဲ့ဘေးအန္တရာယ်ကောင်တွေနဲ့ဖုတ်ကောင်တွေကိုအပြည့်အဝရှင်းလင်းပြီးပြီဖြစ်ကြောင်းဒါပေမဲ့လူသား၁၉ဦးလည်းကြားညက်ပြီးတိတ်ဆုံးသွားကြောင်းကပတိန်ကို AI ကသတင်းပို့ပါတယ်ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူးလို့တွေးရင်းမကြခင်မှာပဲကျွန်တော်ရဲ့စစ်သုံးရင်ကြီးဟာစခန်းထဲကိုဝင်ရောက်လာပါတယ်လူတိုင်းကစူးစမ်းကျင်စိတ်နဲ့ကျွန်တော်ကိုစိုက်ကြည့်နေကြပါတယ်အဲ့ဒါဘာကြီးလဲစစ်သုံးရင်ကြီးလားဆိုပြီးအံ့ဩနေကြသလိုအခုသူတို့တကယ်ပဲဘေးကင်းသွားပြီလားအခြေစိုက်စခန်းတစ်ခုခုကလူကြီးတယောက်များလာခဲ့တာလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်ဒီကားတွေကလူဟာမိတ်ဆွေဖြစ်ချင်မှဖြစ်မှာမို့ရုတ်တရက်မလှုပ်ရှားကြဖို့အချင်းချင်းသတိပေးနေကြပါတယ်ရင်ပေါ်ကမိတ်ဆွေအနေနဲ့အရန်နီးကပ်အောင်မလာဖို့နဲ့သူတို့အားလုံးကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဒီလိုဝေးလံခေါင်တည်တဲ့စခန်းကိုဘာကိစ္စများရှိလို့ရောက်လာတာလဲလို့လှမ်းမေးကြပါတယ်တကယ်တော့ကိစ္စရှိလို့ဖြစ်ပြီးအဲ့ဒီမတိုင်ခင်သူတို့ရဲ့လက်နက်တွေကိုချထားပေးဖို့ကျွန်တော်ကတောင်းဆိုလိုက်ပါတယ်ဒီလိုလွယ်တကူလုပ်ပေးရအောင်နောက်နေတာလားလို့သူတို့ကပြန်မေးပြီးစောစောကတောင်လူရွေးမနေပဲအကုန်လုံးကိုပြစ်ခတ်နေကြတာလို့ဒေါသတကြီးပြောဆိုနေကြပါတယ်အဲ့ဒီအချိန်မှာလူ၃ယောက်စီကနေရန်လိုတဲ့စိတ်ခံစားမှုလိုင်းတွေထွက်ပေါ်နေကြောင်းနဲ့ချင်းချောက်မှုအဆင့်ဟာအနီရောင်မြင်းကိုကျော်လွန်သွားပြီဖြစ်ကြောင်း AI ကသတိပေးလာပါတယ်ကျွန်တော်ကတော့ဘသူစီကမှဒီလိုလုပ်ရမျိုးကိုသိမခံတတ်တာကြောင့်ရှင်းလင်းပြဖို့အမိန့်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲရင်ရဲ့အမြောက်ကသူတို့ကိုပစ်ချလိုက်ပါတယ်သူတို့အားလုံးကိုတက်ပစ်တော့မယ်လို့ထင်ပြီးလူတိုင်းအထိတ်တလန့်ဖြစ်သွားကြပါတယ်ဘာတွေဖြစ်နေလဲဆိုပြီးကြောက်လန့်တကြားနဲ့သူပြောတဲ့အတိုင်းလက်နက်တွေချထားဖို့အော်ဟစ်နေကြပါတယ်နောက်ဆုံးတော့လည်းအတိတရားရှိပြောဆိုတတ်သူတွေရှိလာပါပြီတရားတော့မယ်ဆိုမှစကားနားထောင်ကြတာကိုလို့ကျွန်တော်တွေးလိုက်မိပါတယ်ဒီလောက်ထိတင်းမာနေစရာမလိုကြောင်းနဲ့ကျွန်တော်တို့ Apex စခန်းကလူတွေဟာသူတို့နဲ့အယောင်းအဝယ်တစ်ခုလှုပ်ချင်ုံတက်တက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်ကျွန်တော်တကားကိုဖွင့်ပြီးရင်ပေါ်ကနေဆင်းလိုက်ပါတယ်သူတို့တွေကကြောက်ရွံ့နေကြပေမဲ့အချင်းချင်းတီးတိုးပြောဆိုနေကြပါတယ်သူကအရန်ငယ်သေးတာပဲသူ့အကြောင်းကြားဘူးလားလို့မေးကြတော့ဖုန်းလိုက်ရသေးတယ်လို့ထင်နေတာလားဘယ်ကနေကြားဘူးရမှာလဲလို့ပြန်ပြောနေကြပါတယ်ဒီမြေနေရာဟာအရင်တုန်းကကျွန်တော်တို့အခြေစိုက်စခန်းရဲ့မိုင်းတွင်းတွေကတခုဖြစ်ခဲ့ပြီးအခုသူတို့ကဒီမှာစခန်းချနေထိုင်တဲ့အတွက်သူတို့ဟာမိုင်းတူသမားတွေဖြစ်သွားပြီလို့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်ကသူတို့ကိုညှင်းဆန်လို့မရနိုင်တဲ့ရွေးချယ်မှုတစ်ခုကိုကန့်လန့်လိုက်ပါတယ်စခန်းကောင်းဆောင်ကတော့အရာအလုံးကအရန်ရုပ်တရက်ဆန်လုံးလို့တွေးဝေနေပါတယ်ဒါဟာအယောင်းဝယ်တစ်ခုဖြစ်ပြီးတတူရိုင်း9ကီလိုဂရမ်ကိုစံ1ကီလိုဂရမ်နဲ့လဲလှယ်မယ်ဆိုရင်ဘယ်လိုနေမလဲလို့ကျွန်တော်မေးလိုက်ပါတယ်သူတို့ကစံဆိုတဲ့စကလုံးကိုကြားလိုက်ရတဲ့အတွက်အံ့ဩသွားပြီးစံကိုထားလိုက်အစားအစာတာပေးမယ်ဆိုရင်ခိုင်းတာအကုန်လုံးမယ်လို့ချက်ချင်းသဘောတူလိုက်ကြပါတယ်ကျွန်တော်မြေပုံတစ်ခုကိုထုတ်ပြီးစခန်းကောင်းဆောင်ကိုကမ်းပေးလိုက်ပါတယ်အဲ့ဒီမြေပုံမှာမိုင်းတွင်းရဲ့အချက်လက်တွေအားလုံးပါဝင်ပြီးမှတ်သားထားတဲ့နေရာဟာယခုအချိန်ကစလို့ကျွန်တော်တို့ရဲ့အယောင်းဝယ်လုံးမဲ့နေရာဖြစ်လာမှာပါသူတို့ရဲ့ကနဦးထောက်ပံ့မှုအနေနဲ့အစားအစာနဲ့ကိရိယာတွေကိုအဲ့ဒီနေရာမှာကျွန်တော်ကြိုတင်ထားရှိပေးပြီးပြီလို့ပြောလိုက်တော့သူကဘာပြောရမှန်းမသိအောင်စွန့်သွားပါတယ်ကောင်းပြီလေလို့ပြောနေစင်မှာပဲဂျိတ်ကိုမိုက်မဲတဲ့အလုပ်တွေမလုပ်ဖို့တားမြစ်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်ဂျိတ်ဟာနှင်းပြင်ကိုဖြတ်ပြီးဓာတ်ကိုကင်ကကျွန်တော်စီကိုတက်တက်ပြေးလာပါတယ်သူမကခုန်တက်ပြီးကျွန်တော်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုကျွန်တော်ရှောင်တိန်လိုက်ပေမဲ့လည်းဓာတ်စခန့်ဖြစ်အဖမ်းခံလိုက်ရပါတယ်ကျွန်တော်ရဲ့ရိတ်ခါတွေနဲ့စစ်သုံးရင်ကိုသူတို့ယူမယ်လို့သူမကချင်းချောက်ပါတယ်ကျွန်တော်ကတော့လုံးဝမကြောက်ရွံ့ပဲဒီတစ်ချိန်လေးပဲကောင်းကောင်းစားကျင်တာလားဒါမှမဟုတ်အခုကစပြီးနေတိုင်းဘိုက်ဝအောင်စားကျင်တာလားဆိုတာတေချာစဉ်းစားဖို့ပြောလိုက်ပါတယ်ဂျိတ်ကငါတို့ကိုတရိတ်ဆန်တွေလိုများထင်နေလားနေတိုင်းဆိုတာဘာကိုဆိုလိုတာလဲလို့ပြန်မေးပါတယ်ပုံမြင်တွေရှောက်ပြောနေတဲ့အတန်ကြဲကြဲနဲ့လူကမင်းကိုရင်ပေါ်ကနေငါတို့ကိုစောင့်ကြည့်နေတဲ့အကူအညီတွေမင်းစီမှာရှိလိမ့်မယ်လို့ငါတကယ်ထင်ခဲ့တာအခက်ခဲကြုံရင်ထွက်ပြေးမဲ့သူရဲဘောကြောင့်တဲ့ကောင်တွေပဲမင်းရဲ့အခြေစိုက်စခန်းကနောက်ပိုင်းကလက်စားချေဖို့လာမှာကိုမကြောက်ဘူးလားလို့သူမကပြောပါတယ်အဲ့ဒီအချိန်မှာဂျိတ်ကိုရက်ဖို့နဲ့ရင်ရဲ့လက်နက်တွေစွမ်းရင်ကုန်နေလောက်ပြီဖြစ်လို့သူမတို့ကိုထောင်ချောက်ထဲသွေးဆောင်နေတာဖြစ်ကြောင်းအခြားလူတစ်ယောက်ကဝင်ပြောပါတယ်ရုတ်တရက်ထွက်ပေါ်လာတဲ့လေစာရောင်ကြီးတစ်ခုကြောင့်စခန်းသားနောက်တစ်ယောက်ထပ်မံတိတ်ဆုံးသွားပါတယ်ဖျားရည်ရင်ပေါ်မှာလူရှိနေသေးတယ်ဆိုပြီးလူတွေအထိတ်တလန့်ဖြစ်သွားကြပါတယ်ဂျိတ်ကကျွန်တော်ကိုအတုံးချပြီးအကြက်ကင်ကိုစူးစမ်းပေမဲ့ရင်ပေါ်မှာဘယ်သူမှမရှိကြောင်းနဲ့တိုက်ခိုက်နေတာက AI စနစ်ဖြစ်ကြောင်းကျွန်တော်ရှင်းပြလိုက်ပါတယ်နောက်ပြီးကျွန်တော်သာရင်ပေါ်ကိုမိနစ်30အတွင်းပြန်မရောက်ဘူးဆိုရင်စခန်းတစ်ခုလုံးကို AI ကဖျက်ဆီးပစ်လိုက်မယ်လို့လည်းပြောလိုက်ပါတယ်ဒီစကားကြောင့်သူမကဒေါသတကြီးနဲ့အဲ့ဒီလိုဆိုရင်လည်းရင်ပေါ်ကိုအခုချက်ချင်းသွားပြီးအဲ့ဒီအမိန့်ကိုဖျက်သိမ်းဖို့တောင်းဆိုပါတယ်ဘာမှမကြံစီဖို့လည်းတတိပေးလိုက်ပါတယ်ဂျိတ်ကကျွန်တော်ကိုဓာတ်စခန်းလှုပ်ထားဆဲဖြစ်ပြီးရင်စီကိုခေါ်သွားပါတယ်တခြားသူတွေကလည်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိကျင်စိတ်နဲ့နောက်ကနေလိုက်လာကြပါတယ်သူတို့ကကျွန်တော်ကိုအလွယ်တကူကင်တွင်နိုင်မယ်လို့ထင်နေကြတာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလေစာရောင်ကြီးကသူတို့အားလုံးကိုရှင်းလင်းပစ်လိုက်ပါတယ် AI ကချိုးယွင်းနေလို့ထပ်ပြီးတိုက်ခိုက်နေတာလားဆိုပြီးအော်ဟစ်နေကြပါတယ်အဆုံးမှာတော့ဂျိတ်နဲ့ကျွန်တော်နှစ်ယောက်သာရင်ပေါ်ကိုရောက်သွားပြီးတခြားသူတွေကတော့အပြင်ဘက်မှာစိုးရိမ်တကြီးနဲ့စောင့်နေကြပါတယ်အထဲမှာအဆင်ပြေရလားလို့လှမ်းမေးကြပါတယ်ရင်အတွင်းကိုရောက်ချင်းမှာပဲဂျိတ်ကသူမရဲ့ဓာတ်ကိုချလိုက်ပြီးကျွန်တော်ကိုဖတ်လိုက်ပါတယ်မတွေ့ရတာကြပြီဖြစ်ကြောင်းနဲ့ကျွန်တော်ကိုဒီနေရာမှာတွေ့ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ကြောင်းသူမကပြောပါတယ်သူမကျွန်တော်ကိုတော်တော်လေးလန့်သွားအောင်လုပ်လိုက်ကြောင်းပြန်ပြောတော့အပြင်ကိုထွက်လာတော့ကလုံးဝတတိမထားပဲချောင်းချောင်းတိုက်ခိုက်ခံရမှာကိုတော့မစိုးရိမ်နဲ့ကျွန်တော်ရဲ့ပေါ်ဆောင်မှုကြောင့်သာဖြစ်ကြောင်းသူမကတုံ့ပြန်ပါတယ်ကျွန်တော်ကိုချောင်းချောင်းတိုက်ခိုက်ဖို့ကြိုးစားတဲ့သူတိုင်းဟာပြဖြစ်သွားတာကြီးပဲလို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်အဲ့ဒီထက်ပိုအရေးကြီးတာကဆိုပြီးကျွန်တော်တို့နှစ်ယောက်ဆိုဖာပေါ်မှာအတူတူထိုင်လိုက်ကြပါတယ်ဒီလောက်ဝေးတဲ့နေရာကိုဘာကိစ္စနဲ့ရောက်လာတာလဲလို့ကျွန်တော်မေးတော့နောက်မှရှင်းပြမယ်အကြောင်းနဲ့သူမကို Desmia စခန်းစီပြန်ပို့ပေးနိုင်မလားလို့မေးလာပါတယ်မိုင်းတွေကိစ္စအတွက်သူမရဲ့ဖခင်ကကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဆေလွတ်ပြီးကူညီတူးဖော်ပေးနိုင်ကြောင်းသူမဖခင်ဟာယခုအခါ Desmia စခန်းရဲ့အကြီးအကဲဖြစ်နေပြီဖြစ်လို့ဒါဟာစီစဉ်ပေးဖို့အလွန်လွယ်ကူကြောင်းသူမကဆက်ပြောပါတယ်ဦးလေးစုကအရင်ကလိုပဲအထင်ကြီးစရာကောင်းနေလုံးပဲလို့ကျွန်တော်ပြောလိုက်ပါတယ်
ဒါပေမဲ့ဒီလောက်သေးငယ်တဲ့ကိစ္စလေးအတွက်သူ့ကိုဒုက္ခပေးစရာမလိုကြောင်းနဲ့ဘာပဲဖြစ်ဖြစ်အဲ့ဒီဘက်ကိုသွားဖို့ရှိကြောင်းအဲ့ဒီနေရာဟာကျွန်တော်ရဲ့မွေးရမြေလေးဖြစ်လို့ပြန်သွားကြည့်ဖို့ရည်ရွယ်ထားကြောင်းပြန်ပြောပြခဲ့ပါတယ်တဘာဝတရားကြီးကပေးသနာလိုက်တဲ့ဒီလက်ဆောင်ကတကားဝကိုရောက်လာတဲ့ဒီကောင်းချီးမင်္ဂလာအတွက်ကျေးဇူးတင်ကြောင်းနဲ့ဝမ်းမြောက်ဝမ်းသာလက်ခံမဲ့အကြောင်းကျွန်တော်စိတ်ထဲကနေတွေးလိုက်ပါတယ်အပြင်ဘက်ကလူတွေကတော့ဂျိတ်တကယ်ပဲအဖမ်းခံလိုက်ရတာလားသူမလို့ကျွမ်းကျင်တဲ့သူကဘလို့လို့ဒီလိုကြောက်ကွင်းနဲ့တက်ဆင်းသွားရတာလဲဆိုပြီးတွေးထင်နေကြပါတယ်ဂျိတ်ကသူမသဘောနဲ့သူလှုပ်ဆောင်ခဲ့တာဖြစ်ပြီးသူတို့နဲ့ဘာမှမဆိုင်ဘူးလို့ညင်းဆိုကြပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲနေဖို့နဲ့သူတို့အားလုံးကျွန်တော်အတွက်မိုင်းတူပေးနေသမျှကာလပတ်လုံးခုနကလုပ်ခဲ့တဲ့သဘောတူညီချက်ကအတိဖြစ်ကြောင်းအတိပေးလိုက်ပါတယ်အခြေအနေတွေကိုစစ်ဆေးဖို့နောက်2လနေရင်ပြန်လာခဲ့မယ်လို့လည်းပြောလိုက်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ဘာညာနီညံနဲ့မှမတုံးဖို့နဲ့အဲ့ဒီတတူရိုင်းတွေဟာသူတို့လက်ထဲမှာတော့တန်ဖိုးမရှိတဲ့ကြောက်တုံးတုံးထက်မပိုကြောင်းတတိပေးလိုက်ပါတယ်ကျွန်တော်နဲ့အယောင်းဝယ်လုပ်ခြင်းအဖြစ်သာလူတိုင်းအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်သူတကယ်ပဲထွက်သွားပြီလားဆိုပြီးလူတိုင်းကထွက်ခွာသွားတဲ့ရင်ကြီးကိုကြည့်နေကြပါတယ်ခေါင်းဆောင်ဖြစ်သူကိုလာကြည့်ခိုင်းပြီးဒါဟာတကယ်ဆန်တွေဖြစ်ကြောင်းသူလိန်ပြောသွားတာမဟုတ်ကြောင်းဝမ်းသာအားရပြောနေကြပါတယ်ခေါင်းဆောင်ကိုယ်တိုင်လည်းမယုံနိုင်အောင်ဖြစ်နေပါတယ်စစ်တုံးရင်ကြီးဟာပုံစံပြောင်းပြီးအပြည့်အဝအရှိန်တင်ကထွက်ခွာသွားပါတယ်သူတို့ကိုဆန်တွေအဲ့ဒီလောက်အများကြီးတကယ်ပေးလိုက်တာလားအဲ့ဒီတတူရိုင်းချမ်းတွေကအထွက်နှုံးအရန်ဆိုးကြောင်းနဲ့ကျွန်တော်တို့စခန်းမှာအစားအစာပြက်လက်နေတာမှမဟုတ်တာလို့ဂျိတ်ကမေးပါတယ်ကျွန်တော်ရဲ့အပြုအမူတွေကိုကြည့်ရတာကျွန်တော်ဟာအဲ့ဒီမှာတော်တော်လေးအဆင်တန်းမြင့်တဲ့နေရာမှာရှိနေရမယ်လို့သူမကဆိုပါတယ်ကျွန်တော်ကရေမောလိုက်ပြီးဂျိမ်းမင်းကတကယ်ပဲအဲ့ဒီလောက်တောင်သိချင်နေတာလားလို့ပြန်မေးလိုက်ပါတယ်စိတ်မပူဖို့နဲ့ကျွန်တော်ဟာတခြားစခန်းတစ်ခုရဲ့လှုပ်ဝက်ချက်တွေကိုဆက်စုလောက်တဲ့အထိနားလည်မှုမရှိတဲ့သူမဟုတ်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်ဒက်စမီယာမှာဘယ်လောက်ကြာနေဖို့စီစဉ်ထားလဲလို့သူမကဆက်မေးတော့အခြေအနေပေါ်မူတည်ကြောင်းနဲ့တချို့အချိန်တွေမှာသူမရဲ့အကူအညီကိုကျွန်တော်လိုအပ်ကောင်းလိုအပ်နိုင်တယ်လို့ပြောလိုက်ပါတယ်ကျွန်တော်လည်းဆိုရင်အဲ့ဒီလောက်တရားဝင်ဖြစ်နေစရာမလိုကြောင်းနဲ့ဒီနေ့တာကျွန်တော်ပေါ်မလာခဲ့ရင်သူမတကယ်ဒုက္ခရောက်နေမှာလို့ဂျိတ်ကပြောပါတယ်ပြီးတော့ရေချိုးခန်းကိုတုံးလို့ရမလားလို့သူမကမေးပါတယ်ဗီဒီယိုထဲမှာရေချိုးဝစ်စုံအသစ်ရှိကြောင်းနဲ့လွတ်လွတ်လပ်လပ်တုံးနိုင်ကြောင်းကျွန်တော်ခွင့်ပြုလိုက်ပါတယ်သူမကအရန်ကျေးဇူးတင်ကြောင်းနဲ့တိတိကျကျရေမချိုးရတာဘယ်လောက်တောင်ကြာပြီလဲဆိုတာကိုသူမကိုယ်တိုင်တောင်မမှတ်မိတော့ဘူးလို့ပြောပါတယ်သူမရဲ့ချင်းချောက်မှုအဆင့်ဟာတုံညမှာပဲတည်ငြိမ်နေပြီးအပြောင်းလဲမရှိကြောင်းဒါပေမဲ့သူမနဲ့ပတ်သက်ပြီးကပတိန်တတိထားတဲ့အခြားအရာတစ်ခုရှိနေကြောင်း AI ကသတင်းပို့ပါတယ်ကျွန်တော်သိပြီးသားဖြစ်ကြောင်းပြန်ပြောလိုက်တော့ AI ကစောင့်ကြည့်တာကိုဆက်လုပ်ရမလားလို့မေးပါတယ်မကောင်းတဲ့ရည်ရွယ်ချက်မရှိသေးတော့မလိုဘူးလို့ကျွန်တော်ဖြေလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီလိုချိန်ခါမျိုးမှာလူတွေရဲ့စိတ်နှလုံးဟာဘလို့ပြောင်းလဲသွားနိုင်တယ်လဲဆိုတာအံ့ဩစရာတော့မဟုတ်ပါဘူးသူမကတော့ရေနွေးနွေးလေးနဲ့ရေချိုးခွင့်ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးလို့ဆိုရင်တချင်းလင်းကြီးကကြည်နူးစွာပြုံးနေပါတယ်စခန်းမှာတော့နောက်ဆုံးမှာသူတို့တွေစံပြုတ်တောက်ခွင့်ရသွားကြပါပြီအရသာကအရန်ကောင်းမွန်ပါတယ်ဒီလိုစံပြုတ်မျိုးကိုနေတိုင်းတောက်ရမယ်ဆိုရင်အဲ့ဒီလူကိုကောင်းကင်ဖခင်အဖြစ်တောင်ခေါ်လိုက်မယ်လို့တယောက်ကပြောပါတယ်တခြားတယောက်ကလည်းမနေ့ကတင်သူ့ကိုလူမိုက်လို့ခေါ်နေတာမဟုတ်ဘူးလားလို့ပြန်ပြောပါတယ်စကားဆက်မိလို့ပြောရရင်ဂျိတ်ကြောင့်သူတို့အားလုံးတေးလူနီးပါးဖြစ်ခဲ့ရပြီးသူမအနေနဲ့ဓာစာခံဖြစ်အဖမ်းခံရတာတန်ကြောင်းအခုဆိုရင်အဲ့ဒီလူရဲ့ရှေ့မှာတူးထောက်ပြီးတောင်းပန်နေရလောက်ပြီလို့ဝေဖန်နေကြပါတယ်ဒီလိုအခြေအနေကောင်းမှပေါ်လာတတ်တဲ့လူတွေဟာသူတို့ရဲ့ရက်ဆက်တဲ့ထင်ကြီးတွေကိုပြောဆိုနေကြပေမဲ့ဂျိတ်ကတော့သူတို့ထက်အများကြီးပုံမကောင်းမွန်တဲ့ဘဝနဲ့နေထိုင်နေရတယ်ဆိုတာကိုဘယ်တော့မှသိကြမှာမဟုတ်ပါဘူးအရာအားလုံးဟာယုံနိုင်စရာမရှိတော့အောင်ကိုကောင်းမွန်နေပြီးဒီလိုစားစာမျိုးကိုစားခွင့်ရသေးတာကိုသူတို့ကိုယ်တိုင်တော့မယုံနိုင်အောင်ဖြစ်နေကြပါတယ်ကောင်းကောင်းစားတော့ခဲ့ရတဲ့အတွက်ကျေးဇူးတင်ကြောင်းဂျိတ်ကပြောပါတယ်သူမဘာလို့ကိုယ်စခန်းမှာကိုမနေပဲအဲ့ဒီလိုဝေးလံခေါင်တည်တဲ့စခန်းကိုရောက်လာရတာလဲလို့ကျွန်တော်မေးလိုက်ပါတယ်ဂျိတ်ကသူမဟာအဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီးမစ်ရှင်တစ်ခုသွားခဲ့ကြောင်းအဲ့ဒီမှာရှိတဲ့စပားကြီးတစ်ခုထဲမှာဘရင်အဆင့်ရှိတဲ့ဘေးအန္တရာယ်ကောင်ကြီးနဲ့တွားဆုံခဲ့ကြောင်းပြန်ဖြေပါတယ်အားလုံးလက်ကျဆိုပြီးသူမရဲ့အဖွဲ့သားတစ်ယောက်က RPG နဲ့ပစ်လိုက်ပါတယ်အဲ့ဒီလက်နက်ကတားရဲကြီးကိုထိမှန်သွားပြီးမိခိုးလုံးကြီးထွက်ကပောက်ကွဲသွားပါတယ်အားလုံးကပြီးသွားပြီလို့ထင်ခဲ့ကြပါတယ်ဒီလောက်ဆိုရင်သူ့ကိုအဆုံးသတ်သွားစေလောက်ပြီမဟုတ်လားလို့တွေးခဲ့ကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲတားရဲကြီးရဲ့ဆူရှာတဲ့အော်တန်ကြီးဟာမိခိုးတွေကြားထဲကနေထွက်ပေါ်လာပါတယ်ကပတိန်တတိထားလို့အော်ဟစ်တတိပေးနေတော့မှပဲအဲ့ဒီအကောင်ကြီးကထွက်လာပြီးဂျိတ်ကိုတက်တက်ဝင်တိုက်လိုက်ပါတယ်သူမလည်းနန်ရန်ကိုပြင်းပြင်းထန်ထန်ဝင်တိုက်မိသွားပါတယ်ထွက်ပြေးကြဆိုပြီးလူတိုင်းအထိတ်တလန့်နဲ့ပြန်ကျဲပြေးလွှားကြပါတယ် RPG တောင်မှသူ့ကိုမဖြိုချနိုင်ခဲ့ဘူးဆိုတော့ဒီအကောင်ကြီးကိုအနိုင်ယူဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ပါဘူးဂျိတ်ဟာထွက်ပြေးဖို့နေရာရှာခဲ့ပါတယ်သူမကအပေါက်တစ်ခုကိုမြင်တွေ့သွားပြီးအဲ့ဒီထဲကိုရှိုးဝင်သွားခဲ့ပါတယ်သူမအပြင်ကိုပြန်ထွက်လာချိန်မှာတော့အပြင်ဘက်ကအခြေအနေဟာလည်းအတော်လေးဆိုးရနေပါပြီရင်တွေအားလုံးပျက်စီးနေခဲ့ပြီးဒါကိုဘယ်သူလုပ်ခဲ့တာလဲလို့တွေးမိခဲ့ပါတယ်နောက်ပိုင်းမှာပြောင်းရွှေ့နေတဲ့အသက်ရှင်ကျန်ရစ်သူတွေရဲ့စခန်းတစ်ခုကိုသူမတွေ့ခဲ့ပြီးပရိဇီဝဆေးတပူးနဲ့သူတို့စီမှာနေထိုင်ခွင့်ကိုလဲလှယ်ခဲ့ရကြောင်းဆက်ပြောပြပါတယ်ကျွန်တော်ပေါ်လာလို့ဒါတော်သေးကြောင်းမဟုတ်ရင်သူမဘယ်တော့မှအိမ်ပြန်ရောက်မယ်ဆိုတာဘယ်သူသိနိုင်မလဲလို့သူမကပြောပါတယ်အဲ့ဒီလောက်အနေရများတဲ့မစ်ရှင်တစ်ခုကိုဦးလေးစုကသူမကိုဆေလွတ်လိုက်တာမယုံနိုင်ဘူးလို့ကျွန်တော်ပြောတော့အဲ့ဒီနေရာမှာအဲ့ဒီလိုကောင်မျိုးပုံအောင်နေလိမ့်မယ်လို့သူမအဖေကိုယ်တိုင်လည်းလုံးဝမထင်ထားခဲ့ကြောင်းသူမကဖြေပါတယ်အခုချိန်ကအရင်တုန်းကဆိုရင်နွေရာသီဖြစ်တဲ့အတွက်ရာသီဥတုကောင်းတုံးစပါးတွေကိုရွှေ့ပြောင်းဖို့ဆိုတာကရုပ်တည်တန်တယ်လို့ဆိုပါတယ်ကော်ဖီတောက်မလားလို့ကျွန်တော်မေးလိုက်ပေမဲ့တော်တော်ကြာတဲ့အထိအဖြေပြန်မရခဲ့ပါဘူးကျွန်တော်လှည့်ကြည့်လိုက်တော့သူမဟာဆိုဖာပေါ်မှာအိပ်ပျော်နေပါပြီဒီတိုင်းလေးပဲအိပ်ပျော်သွားတယ်ဆိုတော့တကယ်တမ်းပေါ်စားတဲ့သူကဘယ်သူများလဲကျွန်တော်အခန်းထဲဝင်ကွတင်ကိုတိတိကျကျပြင်ပြီးအိပ်ဖို့လဲလိုက်ပါတယ်ကျွန်တော်မြင်မြန်ဆန်ဆန်ပဲအိပ်ပျော်သွားပြီးအိမ်မက်ထဲမှာတော့အတိတ်ကမှတ်ညံတွေပြန်လဲပေါ်လာပါတယ်ကောလာဟာလာတွေကိုမယုံကြဘူးနဲ့မဖြန့်ကြဘူးလူတိုင်းကိုကျွန်တော်အကြိမ်ကြိမ်ပြောနေခဲ့ပါတယ်ဂျိတ်ကိုကြိုက်နေတဲ့သူတွေရဲ့လူအုပ်ကြီးကလည်းကျွန်တော်ကိုအလွတ်မပေးကြပါဘူးရုတ်တရက်ဆိုသလိုတောက်ပနေတဲ့အရာဝတ္ထုတစ်ခုကောင်းကင်ကနေကျဆင်းလာပါတယ်ဘာကြီးလဲလို့ကျွန်တော်စကားမဆုံးခင်မှာပဲအလင်းတန်းကြီးဟာကျွန်တော်ခန္ဓာကိုယ်ထဲကိုတက်တက်ဆိုင်ဝင်လာပါတယ်ကြီးမားလာတဲ့စွမ်းရည်လိုင်းကြီးတစ်ခုကျွန်တော်စီစီးဝင်လာပြီးအနာဂတ်ကိုမြင်တွေ့လိုက်ရပါတယ်နေရာတိုင်းမှာဘေးအန္တရာယ်ကောင်တွေပြည့်နေနေပြီးလူသားမျိုးနွယ်မိမိပြောက်ွယ်ကကဘာကြီးတစ်ခုလုံးရေခဲတွေအောက်မှာနစ်မြုပ်နေတာကိုမြင်လိုက်ရပါတယ်ခင်ဗျားတို့အားလုံးယူသွားကြပြီလားအဲ့ဒါကကျွန်တော်တို့ရဲ့နောက်ဆုံးလုံခြုံတဲ့ခိုးလုံးရနေရဖြစ်ကြောင်းကျွန်တော်တို့တောင်ကြာဆုံးသွားရင်သူတို့တွေဒီဘေးအန္တရာယ်ကနေလွတ်မြောက်နိုင်မယ်လို့တကယ်ထင်နေတာလားလို့ကျွန်တော်အော်ဟစ်နေမိပါတယ်ကျေးဇူးပြုပြီးဘာတွေဖြစ်နေတာလဲအေးပက်စီရဲ့လို့မေးလိုက်ပါတယ်အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါကျွန်တော်ခေါင်းထဲမှာတဝီဝီနဲ့မြည်ဟဲသွားပါတယ်အနာဂတ်ဆန်ဆန်ဝစ်စုံကိုဝစ်ဆင်ထားတဲ့ခရမ်းရောင်စပင်နဲ့မိန်းကလေးတစ်ယောက်ကျွန်တော်ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်မိန်းမတစ်ယောက်လာဆိုပြီးအံ့ဩသွားပါတယ်အဲ့ဒီလူကဘာလို့လေဟာနယ်ကိုစကားပြောနေတာလဲလို့အခြားသူတွေကပြောနေကြပြီးသူမိန်းမတွေအကြောင်းတွေးပြီးတယောက်ဖြစ်နေတာနေမှာပါယွန်စရာကြီးလို့ဝေဖန်ကြပါတယ်ကျွန်တော်ကတော့ကိုယ်တိုင်သိရအောင်လက်လန်းကြည့်လိုက်ပါတယ်တကောင်ရန်ကြီးတရက်တစေမြင်နေရတာမှမဟုတ်တာတကယ်ပဲနူးညံ့နေပါလားလက်တွေ့ကဘာမှာတော့ကျွန်တော်ဟာဂျိတ်ဆူရဲ့ပါးကိုဆွဲညှစ်နေမိတာပါစူညံတန်တွေကြောင့်ကျွန်တော်တို့နှစ်ယောက်စလုံးနိုးသွားကြပါတယ်မနက်ခင်းလေးမှာအခြေအနေကတော်တော်လေးကိုအနေရခက်စရာဖြစ်နေပါတယ်ဘယ်အချိန်ကဒီပေါ်ကိုတက်လာတာလဲလို့ကျွန်တော်ကမေးလိုက်ပါတယ်
မနေ့ညကကျွန်တော်ဘာလုပ်ခဲ့လဲဆိုတာမမှတ်မိဘူးလားကျွန်တော်တို့အရက်တောင်မတောက်ထားဘူးလို့သူမကပြောပါတယ်တခုခုဖြစ်ခဲ့သလားဆိုတာသူမအတိဆုံးမဟုတ်ဘူးလားလို့မေးတော့ဘသူကပြောနိုင်မှာလဲလို့ပြန်ဖြေပါတယ်စကားဆက်မိလို့ဂျိတ်မင်းသားတကယ်ပဲပြောစရာလေးတွေလိုချင်နေဆိုရင်အခုချိန်ကလုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူးနော်လို့ကျွန်တော်ကနောက်ပြောင်လိုက်ပါတယ်သူမကကျွန်တော်တို့ရောက်လူနီးပါဖြစ်နေပြီထင်တယ်လို့စကားလွှဲလိုက်ပါတယ်တိတိကျကျပဲကျွန်တော်တို့ရောက်လူနီးပါဖြစ်နေပြီဖြစ်လို့ဂျိတ်အခုရင်စီးကပေးရမယ့်အချိန်ရောက်ပြီလေလို့ကျွန်တော်ဆက်နောက်လိုက်ပါတယ်ဒီလိုအချိန်ကြာမှသူမကရှက်သွေးဖြာသွားပါတယ်စစ်သုံးရင်ကြီးကမြန်မြန်ဆက်ဆန်ပဲမောင်းနေလာခဲ့ပြီးကျွန်တော်တို့ဒက်စမီယာစခန်းစီကိုပြန်ရောက်လာခဲ့ပါပြီအခြေစိုက်စခန်းဟာမြို့ဟောင်းရဲ့ဒုတိယအဆင့်အဝန်းဝိုင်းမှာတည်ရှိတာကြောင့်သူတို့ရဲ့ထင်ရှားလုံးတဲ့ယင်ကြီးကိုအဲ့ဒီထဲတိုက်ရိုက်မမောင်းဝင်တာပိုကောင်းမယ်လို့ဂျိတ်ကအကြံပြုခဲ့ပါတယ်သူမရဲ့စိုးရိမ်မှုကိုသူကနားလည်တဲ့အတွက်ဘာမှမကန့်ကွက်ခဲ့ပါဘူးဒက်စမီယာဟာအရင်ကနဲ့လုံးဝမတူအောင်ပြောင်းလဲသွားခဲ့ပြီလို့သူတွေးမိပါတယ်သူ့အဖေကတော့သူ့ကိုတေးပြီးလို့ထင်နေလောက်ပြီဖြစ်ကြောင်းဒါကြောင့်အခြေစိုက်စခန်းစီကိုဒီအတိုင်းလက်လျှောက်သွားကြမှာလားလို့သူကမေးလိုက်တော့သူမကလုံးဝမဟုတ်ကြောင်းညှင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်မြင်ကွင်းဟာဒက်စမီယာစခန်းရဲ့အပြင်ဘက်ပတ်ဝန်းကျင်ကိုရောက်ရှိသွားပါတယ်အဲ့ဒီမှာမီးရောင်တွေကအချိန်ပြည့်ထိန်လင်းနေပြီးလက်နက်တွေနဲ့ရေဓာတွေကလည်းအချိန်မရွေးအသင့်ဖြစ်နေဖို့ရန်နာခြင်းမရှိဘဲအလုပ်လုပ်နေကြပါတယ်တတိုင်းပေါ်ကရုံးခန်းမြင့်တစ်ခုထဲမှာတော့အမျိုးသားတအူးဟာအတက်ရောက်လာတဲ့အစီရင်ခံစာတစ်ခုကိုဖတ်နေပါတယ်အဲ့ဒီအစီရင်ခံစာထဲမှာတော့နောက်ထပ်အခြေစိုက်စခန်းတစ်ခုဘေးရန်ရဲ့ကောင်တွေရဲ့ဖျက်ဆီးခြင်းကိုခံလိုက်ရကြောင်းဖော်ပြထားပါတယ်တစ်ဖက်မှာတော့ဂျိတ်ဟာစိန်ခံပြန်ကားတစ်စီးကိုအချိန်ပြင်းပြင်းမောင်းနေပြီးကျွန်တော်ကလည်းလိုက်ပါလာခဲ့ပါတယ်နောက်မှာတော့ဖုတ်ကောင်အကြီးကလိုက်လာနေပါတယ်ဖုတ်ကောင်တွေဘလောက်ပဲမြန်မြန်ကားကိုတော့မမီနိုင်ခဲ့ပါဘူးဒီလိုနေရာမျိုးမှာကားတစ်စီးဝက်ထားလိုက်မယ်လို့မထင်ထားခဲ့ကြောင်းကျွန်တော်ကပြောတော့ဂျိတ်ကဒါဟာဝက်ထားတာမဟုတ်ပဲကဘာပြက်ကမတိုင်ခင်ကတည်းကဝယ်ထားခဲ့တဲ့ကားဖြစ်ကြောင်းနဲ့အခုခေတ်မှာတော့နွေရာသီမှာပဲထုံမောင်းလို့ရတော့ကြောင်းရှင်းပြခဲ့ပါတယ်မကြခင်မှာပဲဂျိတ်ဟာကျွန်တော်ကိုစခန်းရဲ့ပင်မကိတ်တကားစီခေါ်ဆောင်လာခဲ့ပါတယ်အဆောင်နှစ်ယောက်ကချက်ချင်းရှေ့ထွက်လာပြီးရက်ဖို့တားမြစ်ခဲ့ပေမဲ့စုတခင်မလေးမှန်းသိသွားချိန်မှာတော့အံ့ဩသွားခဲ့ကြပါတယ်သူမကတကားဖွင့်ပေးဖို့တောင်းဆိုလိုက်ပေမဲ့အဆောင်တွေကတော့သူမပြဿနာတက်နေပြီဖြစ်ကြောင်းနဲ့တမူးကြီးစုစီကိုအရင်သွားတွေ့တာပိုကောင်းမယ်လို့အကြံပေးခဲ့ပါတယ်ဂျိတ်ကလည်းနားလည်ကြောင်းပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်တကားပွင့်သွားပြီးသူတို့စခန်းထဲကိုဝင်ရောက်သွားခဲ့ကြပါတယ်ဂျိတ်ပြန်ရောက်လာတာကစခန်းအတွင်းမှာတီတိုပြောဆိုမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်လူတွေကသူတို့မြင်ရတာဟုတ်မဟုတ်နဲ့စုတခင်မလေးအသက်ရှင်နေသေးကြောင်းအံ့ဩတကြီးပြောဆိုနေကြပါတယ်သူမဘေးကလူကဘယ်သူလဲဆိုတာနဲ့သူမဘယ်တော့မှထွက်မပြေးခဲ့တာလားဆိုပြီးမိကုန်းထုတ်ကြတယ်လို့သူမဟာညံ့များတဲ့မိမဖြစ်ကြောင်းနဲ့သူမကြားသွားနိုင်လို့တူတူပြောကြဖို့အချင်းချင်းသတိပေးနေကြပါတယ်ဂျိတ်ကတော့အဲ့ဒီစကားတွေကိုဂရုမစိုက်ခဲ့ပါဘူးယခုချိန်မှာဒက်စမီယာစခန်းကနေထိုင်သူတွေဟာစခန်းအတွင်းကိုဝင်ရောက်ခွင့်ရခဲ့ပြီးအများစုကိုအနီးနားကတိုက်ခန်းတွေစီပြောင်းရွှေ့ထားခဲ့ရပါတယ်စခန်းနဲ့နီးနီးနေရလေပိုလုံးကြုံလေးဖြစ်ပြီးသူတို့ကိုစစ်ဆေးဖို့ကင်းလက်တပ်ဖွဲ့တွေကိုပုံမှန်စေလို့ရှိကြောင်းသူမကရှင်းပြပါတယ်အဲ့ဒီအချိန်မှာအမျိုးသားတစ်ယောက်ကပြုံးရွှင်စွာပြေးလာပြီးဂျိတ်ကိုတကယ်ပဲပြန်တွေ့ရလို့ဝမ်းသာကြောင်းနဲ့သူဘလောက်တောင်စိတ်ပူနေခဲ့ရကြောင်းပြောလာပါတယ်ဒါပေမဲ့ကျွန်တော်ကိုမြင်လိုက်တဲ့အချိန်မှာတော့သူဟာခဏတာရက်တန်သွားပြီးမျက်နှာချက်ချင်းပြတ်သွားခဲ့ပါတယ်ဒီကောင်နောက်တစ်ခါထပ်လာပြန်ပြီဆိုပြီးကျွန်တော်ကစိတ်ပြက်လက်ပြက်တွေးလိုက်မိပါတယ်အဲ့ဒီအမျိုးသားကဂျိတ်ကိုယောက်ျားတွေနဲ့မတည့်ဘူးမဟုတ်လားလို့မေးတဲ့အခါကျွန်တော်ကစကားကိုအဆုံးထိပြောခွင့်ပေးဖို့နဲ့သူမဟာကြာစံတွေနဲ့သာမတည့်တာဖြစ်ကြောင်းခနဲ့လဲပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါဂျိတ်ကရေမောတာကိုမထိန်နိုင်ခဲ့ပါဘူးထိုမျိုးသားမြေပြင်ပေါ်ကိုလဲကျသွားပေမဲ့ဂျိတ်ကသူ့ကိုထူပေးဖို့မကြိုးစားခဲ့ပါဘူးဒီလူကကျွန်တော်ကိုအတိတ်ကအမှတ်တရဆိုတချို့ပြန်တရိရစေလို့လက်လုံပြီးနည်းနည်းပြင်းပြင်းထန်ထန်ရိုက်မိသွားကြောင်းကျွန်တော်ကဝန်ခံပါတယ်ဂျိတ်ကလည်းသူအသက်ရှူနေသေးသေးကိစ္စမရှိကြောင်းနဲ့သူဘလောက်တောင်အေးအေးချမ်းချမ်းအိပ်ပျော်နေလဲဆိုတာကြည့်ဖို့ပြန်ပြောလိုက်ပါတယ်ဒီလူကဘယ်သူလဲလို့မေးလိုက်တဲ့အခါသူဟာစခန်းရဲ့ဒုတိယအကြီးအကဲဟောင်းရဲ့သားဖြစ်ပြီးသူမကတော့သူ့ကိုဘယ်တော့မှအဖက်မလုပ်ခဲ့ကြောင်းဂျိတ်ကရှင်းပြပါတယ်ဒါဆိုဘာလို့အဲ့ဒီလောက်စိတ်အနှောက်အယှက်ဖြစ်နေရတာလဲလို့ဂျိတ်ကဆက်မေးတဲ့အခါဒါကဘသူအမှားလို့ထင်လဲဆိုပြီးကျွန်တော်ကပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်ကျွန်တော်နဲ့သူမဟာတငယ်ချင်းတွေထပ်ပို့ရဲဆိုတဲ့ကောလာဟာလာတွေစတင်ထွက်ပေါ်လာကြတဲ့ကကျွန်တော်မှငြင်းချမ်းတဲ့နေရဲဆိုတာတရက်မှမရှိခဲ့ကြောင်းညှဉ်းညူလိုက်ပါတယ်အတန်းထဲမှာဖြစ်စေအနားယူနေခြင်းဖြစ်စေဂိမ်းကစားနေခြင်းမှာတော့အနောက်ရှက်ပေးခံရကြောင်းပြောပြလိုက်ပါတယ်ဂိမ်းကစားနေစဉ်မှာစေးမြန်မြန်ကူပေးဖို့နဲ့ငါးကောင်စက်တိုက်တက်နိုင်တော့မယ်အကြောင်းအော်ဟစ်နေချိန်မှာရုတ်တရက်လိုင်းကျသွားခဲ့ပြီးငါးကောင်စက်တိုက်တက်နိုင်မယ်လို့တကယ်ထင်နေတာလားဆိုတဲ့နောက်ပြောင်တန်တွေကိုပါခံခဲ့ရကြောင်းပြန်ပြောင်းပြောပြလိုက်ပါတယ်အဲ့ဒီကောလာဟာလာကိုဘသူစားဖြန့်ခဲ့တာလဲဆိုတာသိရရင်လုံးဝအလုပ်ပေးမှာမဟုတ်ကြောင်းကျွန်တော်ကကြုံဝလိုက်တယ်ဒါပေမဲ့အဲ့ဒါကဘသူဖြစ်မလဲဆိုတာပြောဖို့ခက်ကြောင်းသူမကတုံ့ပြန်လိုက်ပါတယ်နောက်ထပ်စကားဆက်ပြောဖို့ရှက်ရွံ့သွားကြတဲ့အတွက်ကျွန်တော်တို့နှစ်ယောက်လုံးခတ်တုတ်တုတ်ပဲထွက်လာခဲ့ကြပါတယ်ရုံးခန်းထဲမှာတော့အဲ့ဒီအမျိုးသားဟာရုတ်တရက်အတိပေးတန်တစ်ခုကိုကြားလိုက်ရပါတယ်သူကတကားဘက်ကိုလှမ်းကြည့်ပြီးဝင်လာဖို့ခွင့်ပြုလိုက်ပါတယ်တကားပွင့်သွားပြီးဂျိတ်နဲ့ကျွန်တော်အတူတူဝင်သွားခဲ့ကြပါတယ်ဂျိတ်ကအဖေလို့ခေါ်လိုက်ပြီးနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဦးလေးစုကလည်းသူ့သမီးကိုမြင်လိုက်ရတဲ့အတွက်သူ့ကိုယ်သူမထိန်နိုင်တော့အောင်ဝမ်းသာသွားပြီးသူအိမ်မက်မက်နေတာလားဘယ်လိုလုပ်ပြန်ရောက်လာတာလဲဆိုပြီးမိကွန်းတွေတရက်ဆက်မေးပါတော့တယ်အဲ့ဒီအချိန်မှာ AI စနစ်ကနေခုနကခေါင်းနီနဲ့ကောင်ရဲ့ချင်းချောက်မှုအဆင့်ဟာအနီရောင်မျက်နှာကပ်နေကြကြောင်းကျွန်တော်ကိုသတင်းပို့လာပါတယ်ရင်ကောင်တွေရဲ့တဘာဝကဒီလိုပဲနေမှာပါလို့ကျွန်တော်ကမှတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီရန်လိုမှုကကျွန်တော်ကိုဥတီနေတာမဟုတ်ပဲ69%တေချာမှုနဲ့ဂျိတ်စီကိုဥတီနေတာဖြစ်ကြောင်းအဲ့ဒါဟာချစ်ခင်ရန်လိုမှုမဟုတ်ပဲအစ်စ်အမှန်ရန်လိုမှုဖြစ်ကြောင်း AI ကဆက်ပြောလာပါတယ်ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းသွားပြီလို့ကျွန်တော်တွေးလိုက်ပါတယ်လောလောဆယ်မလိုအပ်တဲ့အရာတွေအတွက်စတားပွိုင်းတွေသုံးဆွဲတာကိုဆိုင်းငံ့ထားဖို့နဲ့တခြားကိစ္စတစ်ခုဖြစ်ပျက်နေကြောင်းကျွန်တော်ကညွှန်ကြားလိုက်ရ AI ကလည်းနားလည်ကြောင်းတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီကောင်လေးပါလို့အဲ့ဒီလောက်မြန်မြန်ထွက်ပြေးသွားတာလေသူမကသူ့ကိုစားပစ်မှကြားနေတာပဲလို့ဂျိတ်ကအံ့ဩတကြီးပြောပါတယ်အရင်ကသူမသူ့ကိုဂရုစိုက်တာတစ်ခါမှမမြင်ဘူးလို့ဦးလေးစုကပြောလိုက်ပါတယ်အဲ့ဒီနောက်တတိယသွားတဲ့ဟန်နဲ့မီမီကျွန်တော်တို့စခန်းကိုရောက်နေကြောင်းဦးလေးစုကပြောပြပါတယ်မီမီရောက်နေတာလားဆိုပြီးဂျိတ်ကဝမ်းသာအားရဖြစ်သွားကသူမကိုမတွေ့ရတာတော်တော်ကြာပြီဖြစ်ကြောင်းပြောပါတယ်မီမီဟာအော်ရိုရာစခန်းကနေတဦးလေးသောအသက်ရှင်ကျန်ရည်သူဖြစ်နိုင်ကြောင်းဦးလေးစုကဆက်ပြောပြပါတယ်အော်ရိုရာစခန်းလည်းဘေးရန်ရဲ့ကောင်တွေရဲ့ကြာဆုံးခြင်းကိုခံလိုက်ရတာလားသူမအဆင်ပြေရဲ့လားလို့ဂျိတ်ကစိုးရိမ်တကြီးမေးပါတယ်စစ်ဦးစီးချုပ်ရုံးကစုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းနဲ့ခဏလောက်ခွင့်လွှတ်ပေးဖို့တောင်းဆိုရင်မီမီရဲ့ပြောပြချက်အရသူတို့စခန်းကိုဖျက်ဆီးခဲ့သူဟာဘယ်သူလဲဆိုတာကိုဦးလေးစုကရှင်းပြနေပါတယ်တိုင်းအောင်စပင်းနဲ့မီမီရဲ့မျက်လုံးတွေရုတ်တရက်ကျူးကျသွားပါတယ်လူသားတယောက်လားလို့သူမကထိတ်လန့်တကြားတွေးလိုက်မိပါတယ်သူမရဲ့စခန်းကြာဆုံးခဲ့ရတဲ့နေ့ကအဲ့ဒီလူကိုသူမမှတ်မိနေပါတယ်သူကလူသားနဲ့လုံးဝမတူခဲ့ပဲစခန်းတစ်ခုလုံးကိုအလွယ်တကူဆွဲဖြတ်ဖျက်ဆီးခဲ့တာပါအခုချိန်ထိအဲ့ဒီအကြောင်းကိုပြန်တွေးမိတိုင်းသူမရင်ထဲမှာပူလောင်တဲ့အမုန်းတရားတွေပြည့်နေနေပါတယ်တေဆန်းဆိုပြီးသူမကရုတ်တရက်ကျွန်တော်စီကိုပြေးဝင်လာပါတယ်နင်ကမကောင်းဆိုးဝါးပဲဆိုပြီးအော်ဟစ်နေတဲ့သူမကိုယူနေပြီလားရက်လိုက်တော့လို့ကျွန်တော်ကဟန်တာလိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့ဓာတ်ကိုလိန်ချိုးပြီးသူမကိုယ်တိုင်စီကိုပြန်လဲထိုးဆိုင်လိုက်ပါတယ်ဒီမှာဘာတွေဖြစ်နေတာလဲဆိုပြီးဂျိတ်ကအပြေးရောက်လာပါတယ်
သူမရောက်လာတဲ့အချိန်မှာကျွန်တော်ကသွေးစွန်းနေတဲ့ဓာတ်ကိုကင်ထားပြီးမိမိကတော့ကျမ်းပြင်ပေါ်မှာဒဏ်ရာနဲ့လဲကျနေတာကိုတွေ့လိုက်ရပါတယ်ဒါနဲ့ပတ်သက်ပြီးရှင်းပြဖို့သူမကတောင်းဆိုပေမဲ့ကျွန်တော်ကတော့တိတ်ဆိတ်နေလိုက်ပါတယ်သူမဟာမိမိစီကိုလှည့်သွားပြီးဒဏ်ရာကိုစစ်ဆေးရင်မလုပ်ဖို့တတိပေးလိုက်ပါတယ်တကယ်တော့ဒီမှာဘာတွေဖြစ်ခဲ့တာလဲလို့သူမကမေးတဲ့အခါကျွန်တော်ကသဘောရိုးနဲ့သူမကိုထူပေးဖို့ကြိုးစားခဲ့ကြောင်းဒါပေမဲ့ဒီယူမကသူမရဲ့မိသားစုကိုတက်လိုက်တဲ့အလားကျွန်တော်ထိလိုက်တာနဲ့တပြိုင်နက်ဓာတ်နဲ့ရန်ကားပြီးဝင်တိုက်ခိုက်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်အဲ့ဒီအခါမိမိကသူလိမ်ပြောနေကြောင်းနဲ့သူမကိုထူပေးတာကိုအကြောင်းပြပြီးအဝတ်စားတွေနဲ့လက်ရှုသွင်းကကိုထိလက်ရောက်စော်ကားခဲ့ကြောင်းဂျိတ်ကိုပြောပြပါတယ်ဒါတကယ်ပဲလားလို့ဂျိတ်ကမေးလိုက်ပါတယ်သူမကကျွန်တော်အကြောင်းတကယ်ကိုလိမ်ညာပြောဆိုနေတာပါအရင်ဆုံးသူမကိုစေကူတာဆောင်စီခေါ်သွားကြရအောင်လို့ဂျိတ်ကအကြံပြုပါတယ်ဒီမိမရဲ့အတင်ရဲမှုကြောင့်ကျွန်တော်သူမကိုအနောက်ကနေဆွဲထုတ်လိုက်ပြီးကိုထိလက်ရောက်စော်ကားတဲ့ဟုတ်လားလို့မေးလိုက်ပါတယ်ရက်လိုက်တော့လို့ဂျိတ်ကတားပေမဲ့မင်းဝင်မပြောနဲ့လို့ကျွန်တော်ကပိတ်ဟန့်လိုက်ပါတယ်မိမိကတော့သွေးတွေအန်ချလိုက်ပါတယ်အခန်း46မှာအကြမ်းဖက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားနေတယ်လို့မတင်ကားတဲ့အတွက်စုံစမ်းစစ်ဆေးဖို့တပ်ဖွဲ့တွေကိုချက်ချင်းစေလွှတ်လိုက်ပါတယ်အဆောင်တွေမြန်မြန်ဆန်ဆန်ရောက်လာပြီးဂျိတ်ကိုမေးခွန်းထုတ်ကြပါတယ်ဒဏ်ရာရသွားတဲ့သူကိုဘာဖြစ်သွားတာလဲဆိုတာရှင်းပြနိုင်မလားလို့မေးတဲ့အခါကျွန်တော်ကပဲလှုပ်လိုက်တာဖြစ်ကြောင်းနဲ့ဒီစခန်းမှာကိုကာကွယ်ခွင့်မရှိဘူးလားလို့ဝင်ရောက်တုံ့ပြန်လိုက်ပါတယ်ဒဏ်ရာရသူကိုအပြင်ထုတ်သွားဖို့နဲ့ကျွန်တော်ကိုတော့လောလောဆယ်စစ်ကြောရေးခန်းထဲထည့်ထားဖို့အဆောင်တွေကအမိန့်ပေးပါတယ်ဂျိတ်ကကျွန်တော်ကိုလောလောဆယ်ဘာစကားမှမပြောဘူးနဲ့ဒီကိစ္စကိုသူမကိုယ်တိုင်ဖြေရှင်းပေးမယ့်အကြောင်းကျွန်တော်အခုပြန်သွားလို့ရကြောင်းပြောပါတယ်ဒါပေမဲ့အဆောင်တွေကစခန်းရဲ့ဥပဒေဟာရှင်းလင်းပြတ်သားကြောင်းနဲ့သူတို့ကိုအကြက်တဲဖြစ်အောင်မလုပ်ဖို့စုတခင်မလေးကိုတောင်းဆိုကြပါတယ်ဂျိတ်ကကျွန်တော်ကိုလောလောဆယ်သူတို့နဲ့လိုက်သွားဖို့နဲ့သူမနောက်မှဖြေရှင်းပေးမယ့်အကြောင်းထပ်ပြောပါတယ်အဲ့ဒီအခါကျွန်တော်ကစုတခင်မလေးဒါကိုကျွန်တော်တို့ APEX စခန်းအပေါ်စစ်ကြေညာတာလို့မှတ်ယူရမလားလို့မေးလိုက်ပါတယ် APEX စခန်းဆိုတဲ့အမည်ကိုကြားလိုက်ရတဲ့အခါအဆောင်တွေကဒီကောင်လေးကအပြင်စခန်းကလားဆိုပြီးအံ့ဩသွားကြပါတယ်အဆောင်တယောက်ကဒီမှာစီးမြင့်ကိုချိုးဖောက်ရင်တခြားစခန်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေရင်တော့လှုပ်ထုံးလုံကြီးအတိုင်းလိုက်နိုင်ရမှာဖြစ်ကြောင်းနဲ့ဒီကောင်လေးကိုပညာပေးဖို့အော်ဟစ်လိုက်ပါတယ်လူတိုင်းကဘဝတစ်ပြန်လဲမွေးဖွားဖို့တည်ချင်နေကြတာပဲလားလို့ကျွန်တော်ကလှောင်ပြောင်လိုက်ပါတယ်ရုတ်တရက်ဘေးရန်ရဲ့ကောင်တွေဝင်ရောက်တိုက်ခိုက်ကြောင်းတတိပေးချက်ထွက်ပေါ်လာပါတယ်ဖိတ်ခေါ်မထားတဲ့ဧည့်သည်တွေထက်ရောက်လာပြန်ပြီလို့လူတွေကပြောဆိုကြပါတယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အားလုံးအကန့်စီချက်ချင်းသတင်းပို့ကြဖို့နဲ့စခန်းတကားတွေကို9မိနစ်အတွင်းပိတ်တော့မှာဖြစ်လို့အပြင်မှာကြံနေသေးသူတွေအမြန်ဝင်ကြဖို့အတန်ချက်ဆက်ကနေအကြိမ်ကြိမ်သတိပေးနေပါတယ်လူတိုင်းစခန်းထဲကိုအပြေးလွှာဝင်ရောက်လာကြပြီးတင်ကားတွေကလည်းဘေးရန်ရဲ့ကောင်တွေကိုဟန်တာဖို့ထွက်ခွာသွားကြပါတယ်ခင်ဗျားတို့ရဲ့စခန်းကကျွန်တော်ကိုတိတ်ပြီးကြိုးဆိုပုံမရဘူးလို့ကျွန်တော်ကမှတ်ချက်ချလိုက်ပါတယ်မင်းနဲ့မိမိကြားမှာနားလည်မှုလွဲတာတခုခုရှိနေမှာပါလောလောဆယ်ငါနဲ့အရင်လိုက်ခဲ့ပါလို့ဂျိတ်ကခေါ်ပါတယ်ကိစ္စမရှိပါဘူးစုတခင်မလေးလို့ကျွန်တော်ကညင်းလိုက်ပါတယ်သူမကကျွန်တော်ကိုတားဆီးခြင်းပေမဲ့စကလုံးတွေထွက်မလာခဲ့ပါဘူးအဲ့ဒီချိန်မှာပဲစစ်တုံးရင်ကြီးဟာကျွန်တော်ခုန်ဆင်းခဲ့တဲ့နေရာစီမြန်မြန်ဆန်ဆန်ရောက်လာပြီးကျွန်တော်ကိုပြန်လဲခေါ်ဆောင်သွားပါတယ်တိုက်ခိုက်ခံရတော့မဲ့စခန်းကိုကျွန်တော်နောက်လှည့်ကြည့်လိုက်ပြီးငါနဲ့မဆိုင်ဘူးလို့တွေးလိုက်ပါတယ်စခန်းတကားတွေမကြခင်ပိတ်တော့မှဖြစ်လို့ချက်ချင်းဝင်ရောက်ကြဖို့တတိပေးချက်တွေစက်တိုက်ထွက်ပေါ်နေပါတယ်စုတခင်မလေးကိုအပြင်မထွက်ဖို့တပ်မှုကြီးစုကအမိန့်ပေးထားကြောင်းအဆောင်တွေကတားဆီးတဲ့အခါလမ်းဖယ်ဆန်းလို့ဂျိတ်ကဒေါသတကြီးအော်ဟစ်လိုက်ပါတယ်သူမရဲ့ဒေါသကြောင့်အဆောင်တယောက်ကလမ်းဖြတ်သွားပြီးစုတခင်မလေးဒီလောက်ဒေါသထွက်တာကိုတခါမှမမြင်ဘူးကြောင်းရေရွတ်လိုက်ပါတယ်နောက်တစ်ယောက်ကလည်းထားလိုက်ပါသူ့ကိုတွားခွင့်ပြုလိုက်ပါဘာပဲဖြစ်ဖြစ်သူတို့သတင်းစကားပါပြီးသွားပြီပဲလို့ဝင်ပြောပါတယ်ဘေးအန္တရာယ်ကောင်တွေဟာမြန်ဆန်စွာနဲ့အလုံးအရင်းရောက်ရှိလာကြပါတယ်သူတို့စခန်းကတက်လာတာနဲ့တပြိုင်နက်စခန်းဘက်ကနေပြစ်ခတ်ဟန်တားမှုတွေစတင်ပါတော့တယ်ဒါပေမဲ့သူတို့ရဲ့အရေးအတွက်ကအရန်များပြားလုံးနေလို့အခြေအနေမကောင်းတော့ပါဘူးအမြောက်ပြောင်းကိုမပိတ်ဆို့စေနဲ့လို့အော်ဟစ်နေစင်မှာပဲစက္ကန့်ပိုင်းအတွင်းတနက်စင်တွေဖျက်ဆီးခံလိုက်ရပါတယ်ဒီတစ်ချိန်တိုက်ခိုက်မှုကဘာလို့ဒီလောက်တောင်ကြီးမားနေရတာလဲဆိုပြီးထူးဆန်းနေကြပါတယ်အဖွဲ့လေးနဲ့အဆက်အသွယ်ပြတ်တောက်သွားကြောင်းနဲ့အထက်တန်းစားဘေးအန္တရာယ်ကောင်အတော်များများလည်းရောနှောပါဝင်နေကြောင်းသတင်းပို့တံတွေထွက်ပေါ်လာပါတယ်ရဟတ်ရင်ဘော်ကစစ်သားတယောက်ကပြစ်ခတ်နေစင်မှာပဲတားရဲတကောင်ကရုတ်တရက်ခုန်တက်လာပါတယ်ပန်ကာရွက်တွေကတားရဲကိုဖျက်တောက်လိုက်ပေမဲ့ရဟတ်ရင်ဟာဟန်ချက်ပြတ်သွားပါတယ်နောက်ဆုတ်ဖို့အော်ဟစ်တရီပေးနေကြပြီးဒီအတိုင်းဆက်မတောက်ခံနိုင်တော့ကြောင်းနဲ့အားလုံးအပြင်ဘက်ခံစစ်လိုင်းကိုစွန့်ခွာကအတွင်းပိုင်းခံစစ်လိုင်းစီချက်ချင်းဆုတ်ခွာကြဖို့အမိန့်ပေးလိုက်ပါတယ်အနီရောင်တရီပေးချက်ထပ်မံမြည်ဟဲလာပါတယ်အပြင်ဘက်အဝန်းဝိုင်းမှာအရက်သားတန်းနီးပါးရှိနေကြောင်းနဲ့စစ်သားတွေထပ်မဆုံးရှုံးခံနိုင်တော့ကြောင်းသတင်းပို့ကြပါတယ်အရက်သားတွေကိုကိုယ့်ဘာသာပုံအောင်ကြဖို့နဲ့အစုလိုက်အပြုံလိုက်မနေကြဖို့တရီပေးလိုက်ပါတယ်ဘေးအန္တရာယ်ကောင်တွေကလူအုပ်ကိုအကြိုက်ဆုံးဖြစ်လို့ပါပြစ်ခတ်နှိမ်နင်းမှုတွေကတောင်သူတို့ရဲ့အရေးအတွက်နဲ့အမြန်နှုံးကိုမဟန့်တားနိုင်ပါဘူးလူသားတွေရဲ့ခံစစ်လိုင်းဟာစက်တိုက်ပြိုကျနေပြီးဒါဟာပထမလိုင်းသာရှိပါသေးတယ်အထက်တန်းစားဘေးအန္တရာယ်ကောင်တကောင်ကိုတွေ့ရှိကြောင်းသတင်းပို့တံထွက်ပေါ်လာပြီးစနိုက်ပါသမားကချိန်ရွေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကစုတခင်မလေးဖြစ်မနေဘူးလားလို့အံ့ဩသွားကြပါတယ်ဂျိတ်ဟာစစ်မြေပြင်မှာကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်နေပါတယ်သူမဟာတာမန်လူသားတွေထက်အစားပေါင်းများစွာတတ်မှပါတယ်သူမရဲ့ကဲလွန်တိုင်းနာမှုအစီအစဉ်မျိုးဗီဇနဲ့ကိုက်ညီမှုဟာ90%ကျော်ရှိကြောင်းတချို့ကပြောဆိုကြပါတယ်လွန်ခဲ့တဲ့အချိန်အတော်ကြာကဒေါက်တာရောင်ရဲ့အကူအညီနဲ့သူမဟာမျိုးဗီဇအစီအစဉ်ကိုလိုချစေနိုင်ခဲ့တာပါ90%ဆိုတာဟာယုံနိုင်စရာမရှိတော့အောင်အမခန်းပါပဲဒါပေမဲ့စုတခင်မလေးဟာအပြင်မှာသူ့ဒေါသတွေကိုထွက်ပေါက်ပေးနေတယ်လို့ခံစားရကြောင်းတယောက်ကမှတ်ချက်ချပါတယ်ဒီအချိန်မှာတော့ကျွန်တော်ရဲ့စစ်သုံးရင်ဟာနှင်းတော်ထဲမှာပုံမှန်အချိန်နဲ့မောင်းနေပါတယ်ရင်ရဲ့ဆူညံတန်ကြောင့်ကလေးမလေးတယောက်လန့်သွားတဲ့အခါသူမရဲ့မိခင်ကနှစ်သိမ့်ပေးနေပါတယ်ကျွန်တော်ဟာအနက်ရောင်ပလတ်စတစ်အိတ်တစ်လုံးကိုကင်ဆောင်ပြီးတနကားတစ်ခုစီကိုတွားကာခောက်လိုက်ပါတယ်အိမ်ကိုပြန်မရောက်တာတကယ်ကိုကြာခဲ့ပြီလို့တွေးလိုက်မိပါတယ်တော့ဖွင့်တန်ကြားလိုက်ရလို့အံ့ဩနေစင်မှာပဲကျွန်တော်ဟာအုတ်ကူငယ်တစ်ခုရှိမှဒူးထောက်ပြီးအယိုအသေးပေးလိုက်ပါတယ်ကိုင်အဲ့ဒါကိုင်မဟုတ်လားလို့အိမ်ပြင်ထွက်လာတဲ့သူတို့ကကျွန်တော်ကိုမြင်ပြီးအော်ခေါ်လိုက်ပါတယ်အော်တန်လို့ကျွန်တော်ကခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအခြေစိုက်စခန်းကနေဒုံးကြီးတွေပစ်လွတ်လိုက်ပြီးပြစ်ခတ်နေမှုတွေကတကယ်ကိုထိရောက်မှုရှိလာပါတယ်လူသားတွေဟာနောက်ဆုံးတော့တံပြန်တိုက်ခိုက်တဲ့အဆင့်ကိုရောက်ရှိသွားပါပြီအားလုံးသတိထားဖို့နဲ့အခုချိန်ကစပြီးရှင်းလင်းရေးအဆင့်ကိုဝင်ရောက်ပြီဖြစ်ကြောင်းဘဲထောင်ကိုမှမလွတ်စေဘဲစစ်ဆေးဖို့ညွှန်ကြားလိုက်ပါတယ်ဘေးအန္တရာယ်ကောင်တကောင်ကြံရစ်ခဲ့ရင်တောင်ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်လို့ပါအပူအာယုံခံစခင်ဖက်ဆက်တွေရအမောင်တူတဲကအဆောက်အုံတွေမှာဘေးအန္တရာယ်ကောင်တွေပြည့်နေနေတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာကယ်ဆယ်ရေးထရက်ကားတစ်စီးရုတ်တရက်ပေါ်လာတဲ့အတွက်ဘာလို့အခုမှပေါ်လာတာလဲလို့အံ့ဩသွားကြပါတယ်အဲ့ဒီကားထဲမှာဖုတ်ကောင်တွေပြည့်နေပါတယ်စစ်သားတွေထိတ်လန့်အေးခဲသွားကြပါတယ်သူတို့တွေအချိန်မီမထွက်ပြေးနိုင်ခဲ့လို့ကားတစ်စီးလုံးဖုတ်ကောင်တွေဖြစ်သွားကြတာပါလေဝင်လေထွက်ပေါက်ကိုဖွင့်လိုက်ဖို့အမိန့်ပေးပြီးနောက်အရက်သားတွေပုံအောင်နေတဲ့မြေအောက်ခုလုံရတဲ့ကိုလက်ပစ်ပုံးတွေတိုက်ရိုက်ပစ်ထည့်လိုက်ပါတယ်အဲ့ဒီထဲကနေတယောက်ကကဲပါဦးလို့အော်ဟစ်အကူအညီတောင်းနေတာကိုကြားလိုက်ရပါတယ်အထဲမှာအကူအညီတောင်းနေတဲ့သူရှိတယ်မဟုတ်လားလို့တပ်သားတစ်ယောက်ကမေးတဲ့အခါတိတ်တိတ်နေဆန်းအထဲမှာဖုတ်ကောင်တွေကလွဲပြီးလူသားတစ်ယောက်မှမကြံတော့ဘူးလို့လူဟောင်းကပိတ်ဟောက်လိုက်ပါတယ်
ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေဖုတ်ကောင်ဖြစ်ပြောင်းလဲသွားတာကိုကြည်ရင်စစ်သားတွေဟာမျက်ရည်ဝဲကမပြည့်ရအောင်ဖြစ်နေကြပါတယ်စစ်စင်ရေးပြီးဆုံးသွားကြောင်းနဲ့အားလုံးကိုအလုတ်ကောင်းကောင်းလုပ်နိုင်ခဲ့ကြောင်းချီကျူးတန်ထွက်ပေါ်လာပါတယ်အနီရောင်သတိပေးချက်လည်းနောက်ဆုံးမှာတိတ်ဆိတ်သွားပြီးကဘာကြီးဟာငြိမ်သက်ခြင်းစီပြန်လည်ရောက်ရှိသွားပါတယ်ဒါဟာအပြင်ဘက်ခံစစ်လိုက်ပထမဆုံးအကြိမ်အဖောက်ခံရတာဖြစ်ပြီးတေဆုံးတန်ရာရသူတွေအလွန်များပြားလောက်ပါတယ်ဘာလို့များဒီလိုမကောင်းတဲ့ခံစားချက်မျိုးစက်တိုက်ရနေတာလဲလို့တက်မှုကြီးစုကညှိတွားလိုက်ပါတယ်ခင်ဗျားရဲ့အလိုလိုတိစိတ်ကလုံးဝမှန်ကန်ကြောင်းနဲ့ဟိုမှာနေဆက်ဆောင်တက်ဖွဲ့တွေမဟုတ်လားလို့တယောက်ကဝင်ပြောပါတယ်အဲ့ဒီလူကဒါဟာနေဆက်စစ်ဦးစီးချုပ်ရုံးကနေခင်ဗျားကိုဖမ်းဆီးဖို့ထုတ်ပြန်ထားတဲ့ဝရမ်းဖြစ်ကြောင်းနဲ့ပူးပေါင်းပါဝင်ပေးဖို့တောင်းဆိုလိုက်ပါတယ်သူထောင်ချောက်ဆင်ခံလိုက်ရပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်ဒီအတော်အတွင်းဂျိတ်ဟာကြံရစ်နေတဲ့ဘေးအန္တရာယ်ကောင်တွေကိုရှင်းလင်းနေစေပါနောက်ဆုံးတစ်ကောင်ကိုတန်ရှင်းတက်ရက်စွာရှင်းလင်းအပြီးမှာထွက်ခွာဖို့လှည့်လိုက်စင်မှာပဲအတန်တန်ကသူမကိုရက်တန့်စေခဲ့ပါတယ်ဂျိတ်ဒီအပြင်မှာဘာလုပ်နေတာလဲလို့မေးလာသူကတော့ West ပါပဲဦးလေးစုကမင်းကိုစခန်းထဲမှာပဲနေဖို့ပြောထားတယ်မဟုတ်လားအမြန်ပြန်သွားရအောင်သူ့ကိုအတိမပေးလိုက်နဲ့လို့သူကပြောပါတယ်မင်းကထောက်ပံ့ရေးတပ်ဖွဲ့ကမဟုတ်ဘူးလားလို့ဂျိတ်ကပြန်မေးပါတယ် West ဟာသူမအပေါ်နှက်ဆိုင်တဲ့ရန်လိုမှုတွေဖုံးကွယ်ထားတယ်ဆိုတာကိုဂျိတ်လုံးဝမသိခဲ့ပါဘူးထားလိုက်ပါတော့သူ့စီကနေအတုံးဝင်တာဘာမှမျှော်လင့်မထားတဲ့ဂျိတ်ကဆက်သွားဖို့လုပ်ပေမဲ့တကယ်တမ်းမှာတော့တခုခုမှားယွင်းနေပြီဆိုတာကိုခံစားမိလို့သူမကိုသူမအသင့်ပြင်ထားပြီးသားပါသူမရုတ်တရက်လှည့်လိုက်ပြီးသူမရဲ့ဓာတ်နဲ့သူတို့ကိုပိုင်းချလိုက်ပါတယ်တတိထားလို့အော်ဟစ်တန်နဲ့အတူ West ဟာဓာတ်ချက်ကိုတက်တက်ခံလိုက်ရပြီးပြင်းထန်စွာဒဏ်ရာရသွားပါတယ်ဂျိတ်ဟာအဲ့ဒီအခွင့်အရေးကိုယူပြီးထွက်ပြေးသွားပါတယ်သူမကိုအရှင်ဖမ်းမိဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့ West ကချိန်ဆလိုက်ပါတယ်ဒီလောက်ဆိုရင်သတင်းစကားပေးဖို့လုံလောက်ပြီဖြစ်ကြောင်းသူမကိုဆက်လိုက်ရင်အသက်အန္တရာယ်ရှိနိုင်လို့တွားကြရအောင်လို့အခြားတစ်ယောက်ကပြောပါတယ်ဟိုကောင်အကြောင်းမေးလူနီးပါဖြစ်သွားတယ်လို့တစ်ယောက်ကရေရွတ်လိုက်ပါတယ်ကျယ်ရီစုံနေတဲ့ညာကောင်းကင်ရံအောက်ကဒက်စမီယာမိဘမဲ့ကေဟာလေးထဲမှာပါမင်းနဲ့အော်တန်ပဲဒီမှာကြံရစ်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးဒါပေမဲ့မင်းပြန်ရောက်လာပြီပဲတကယ်ကိုဝမ်းသာပါတယ်လို့တယောက်ကပြောပါတယ်တောင်းပန်ပါတယ်အော်တန်မကြခင်ငါထပ်ပြီးထွက်သွားရအောင်မယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မင်းတို့နှစ်ယောက်လုံးကိုစခန်းထဲမှာနေရာချထားပေးခဲ့မယ်လို့ကျွန်တော်ကဂရုပေးလိုက်ပါတယ်ဟေးဟိုမှာခြေရာတွေတွေ့တယ်လို့အော်တန်ကြားလိုက်ရပါတယ်ပြင်းထန်စွာဒဏ်ရာရထားတဲ့ဂျိတ်ဟာသူမကိုလိုက်လံရှာဖွေနေတဲ့စစ်သားတွေကိုရှောင်တိန်နေရပါတယ်ဟိုမှာသူ့နောက်လိုက်ကြလို့အော်ဟစ်တန်တွေထွက်ပေါ်လာပြီးသူမကိုတွေ့သွားကြပါတယ်ညံ့ညံ့လောက်ကြလို့အော်ဟစ်နေကြပါတယ်ဒါဆိုမင်းကအခု Apex စခန်းကနေထိုင်သူတယောက်ဖြစ်နေပြီပေါ့လို့မင်းနေစင်မှာပဲရုတ်တရက်အတန်တစ်ခုထပ်ထွက်လာပြန်ပါတယ်ကျွန်တော်တို့၃ယောက်စလုံးအဲ့ဒီအတန်လာရဘက်ကိုလှည့်ကြည့်လိုက်ကြပါတယ်ဂျိတ်ဒီကိုရောက်လာခဲ့ပြီးတကားပေါက်နာမှာအိတ်တလုံးခြံထားခဲ့ပါတယ်ကျွန်တော်တကားကိုဖွင့်ပြီးကျမ်းပြင်ပေါ်ကအိတ်ကိုယူလိုက်ရထဲမှာစက်ကူရွက်ချို့ကိုတွေ့လိုက်ရပါတယ်အဲ့ဒီစာရွက်တွေကိုလှန်လောကြည့်ပြီးစာတိုလေးကိုဖတ်ကြည့်လိုက်ပါတယ်ဘာတွေများလဲလို့တွေးရင်းစာထဲမှာတော့စခန်းမှာတစ်ခုခုဖြစ်နေပြီးဒက်စမီယာကနေအမြန်ဆုံးထွက်ခွာသွားပါကိုင်တာအဲ့ဒီရင်ကြီးကိုသုံးနိုင်ရင်ကောင်းမယ်လို့ရေးထားပါတယ်ဂျိတ်စုကခေါင်းခါလိုက်ပြီးမဖြစ်ဘူးသူ့ကိုဒီကိစ္စနဲ့ဆွဲမသွင်းတင်ဘူးလို့တွေးခဲ့ပုံရပါတယ်ကဲစုတခင်မလေးတကောင်ရန်ကြီးငါတကားရှိမှာခိုးကြောင်ခိုးဝက်လာလုံနေတာဘာတွေကြံစီနေတာလဲအမိဖန်းခံလိုက်ရပြီလားလို့အတန်တစ်ခုထွက်ပေါ်လာပါတယ်ဂျိတ်မှာပြောစရာစကားပျောက်ဆုံးသွားပါတယ်သူမဟာအချိန်တော်ကြာအေးခဲရက်တန့်သွားပြီးနောက်ဆုံးမှာတော့မျက်ရည်ပေါက်ပေါက်ကြကငိုကြွေးပါတော့တယ်သူမဟာတကယ်ကိုဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုခုကိုဖျက်ဆီးခဲ့ရတာသိချပါတယ်ရိုးရိုးသားသားပြောရရင်ဒီတရားကိုသာဒီထက်ပိုပြီးအချိန်ဆွဲထားမယ်ဆိုရင်သူမရဲ့လက်တစ်ဖက်လုံးဝပျက်စီးသွားလောက်ပါတယ်ကိုလူတွေကကိုကိုဘာလို့လိုက်ဖမ်းနေရတာလဲလို့ကျွန်တော်ကမေးလိုက်ပါတယ်ကျွန်တော်အသက်ရှင်လေးရပြန်လာတာကိုမြင်ပြီးနောက်တယောက်ကဆက်ပြီးတိမခံနိုင်တော့တာဖြစ်မယ်လို့သူမကပြန်ဖြေပါတယ်တိမခံနိုင်တော့ဘူးဟုတ်လားနေဆက်စစ်ဦးစီးချုပ်ရုံးကအရာရှိရန်ဆိုသူဟာအကြောင်းရင်းမသိရပဲဒက်စမီယာစခန်းကိုအလိုရှိနေတာကြာပါပြီသူဟာသူ့ရဲ့ယာရုကိုအသုံးချပြီးသူ့ညီရင်းကိုသူမတို့ရဲ့ဒုတိယအကြီးအကဲဖြစ်လာအောင်ချထားပေးခဲ့တယ်လို့စခန်းတွင်းမှာသူ့ရဲ့ကိုယ်ပိုင်အုပ်စုတစ်ခုကိုတောင်တိစောက်ခဲ့ပါတယ်သူမအဖေကသူတို့ကိုထိန်းချုပ်ဖို့အရာရာစူးစမ်းခဲ့ပေမဲ့စက်တိုက်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်နှစ်ခုကသူတို့အလိုရှိနေတဲ့အခွင့်အရေးကိုပေးလိုက်တယ်လို့ဖြစ်သွားပါတယ်တစ်ခုကတော့ဂျေးရဲ့အဖေဟာစခန်းတွင်းမှာလှုပ်ဝက်ဆန်းကျဲစွာတည်ဆုံသွားခဲ့ပြီးလူသက်သမားကိုအခုထိရှာမတွေ့သေးတာပါနောက်တစ်ခုကတော့သူမအရင်ကပြောပြခဲ့တဲ့စပါးတဲ့ယူရေးမရှင်ပါပဲသူမစခန်းကိုပြန်ရောက်ချင်းမှာပဲအဖေကချက်ချင်းတတိပေးခဲ့ပါတယ်သူမမရှိတော့မှအဖေကစပါးတွေကိုကိုကျိုးအတွက်တင်ထားဖို့အမိန့်ပေးခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေခဲ့ပါတယ်မဟုတ်ရင်ဒီလောက်များတဲ့လူတွေထွက်သွားပြီးတယောက်မှပြန်မလာတာဘယ်လိုဖြစ်နိုင်မလဲဆိုပြီးဆွဆွဲနေကြတာပါစပါးတွေဟုတ်လားဒါကတကယ်အဓိကပြဿနာပဲအရာရှိရန်အတွက်စခန်းအကြီးအကဲတယောက်ကိုဖမ်းဆီးဖို့ဆိုတာခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရှိုံနဲ့လုံလောက်ပါတယ်အထက်ဌာနကစုံစမ်းစစ်ဆေးလာရင်လည်းဒီစခန်းအပေါ်အချိန်ကြာမြင့်စွာရှိနေခဲ့တဲ့တန်တရားတွေကပြည့်စုံတဲ့စင်ကြေတစ်ခုဖြစ်သွားမှာပါမင်းတို့ကိုဂတိပေးထားတဲ့အတိုင်းစခန်းထဲခေါ်သွင်းပေးဖို့ကိစ္စမဖြစ်နိုင်တော့လို့တောင်းပန်ပါတယ်လို့ဂျိတ်ကပြောပါတယ်ဒီအချိန်မှာစခန်းစီကိုပြန်ကြည့်ရရင်ရဟတ်ရင်ပေါ်ကနေအမျိုးသားတချို့ဟာမာနတထောင်လွှားနဲ့ဆင်းသက်လာကြပါတယ်သူတို့ဟာဒီကြံစီမှုကြီးတစ်ခုလုံးရဲ့နောက်ွယ်ကကျိုးကင်သူတွေဖြစ်ပြီးရက်ဆက်တဲ့အကြံစီတစ်ခုခုကိုစီစဉ်နေပုံရပါတယ်West နဲ့ J တို့ဟာစူညံတန်တွေကိုကြားလိုက်ရတဲ့အတွက်သူတို့လုပ်နေတာတွေကိုရပ်တန့်လိုက်ကြပါတယ် West ကခဏလောက်အပြင်ထွက်လိုက်အောင်မယ်လို့ပြောပြီးတာနဲ့ J ဟာမစောင့်နိုင်တော့ပဲအပြေးထွက်သွားပါတယ်ဦးလေးနောက်ဆုံးတော့ရောက်လာပြီပဲကျွန်တော်တက်မှုကြီးစုစီအရင်သွားတွေ့ဖို့လိုတယ်လို့ J ကအော်ခေါ်လိုက်ပါတယ်ဦးလေးလို့ခေါ်လိုက်တဲ့အခါအသက်ကြီးကြီးအမျိုးသားရဲ့မျက်နှာဟာဒေါသကြောင့်မင်းမောင်သွားပါတယ်မင်းလိုရှက်စရာကောင်းတဲ့သူမျိုးငါမှမရှိဘူးထွက်သွားစမ်းလို့အော်ဟစ်လိုက်ပါတယ် J ဟာကန်ထုတ်ခံလိုက်ရပြီးနာကျင်စွာညီးတွားရင်သူ့ရဲ့ဒဏ်ရာတွေပိုဆိုးသွားခဲ့ပါတယ်သူဟာကျမ်းပြင်ပေါ်မှာလဲကျနေပြီးဘသူကမှဂယုမဆိုင်ကြပဲအဲ့ဒီ၃ယောက်ထွက်သွားတာကိုသာကြည့်နေခဲ့ရပါတယ်ဒီနေ့ကအိမ်မက်တစ်ခုလိုပဲခံစားရတယ်လို့ပြောရင်ကျွန်တော်တို့ဟာစစ်သုံးရင်ထဲမှာအသားกินနေကြပါတယ်နန်းကတကယ်ကိုမွေးနေတာပဲပူတယ်တော့တတိထားလို့တတိပေးကြပါတယ်မင်းတို့နှစ်ယောက်ကတော့တကယ်ကိုမယုံနိုင်စရာပဲလို့ဂျိတ်ကအနားလျှောက်လာရင်ပြောပါတယ်ငါအိတ်နေတော့ငါကွယ်ရမှာဒီလိုဟင်းကောင်းတွေချက်စားနေကြတာအခုငါစားဖို့အတွက်ရင်စီးကပေးဖို့လိုသေးလားလို့သူမကနောက်ပြောင်လိုက်ပါတယ်မင်းအနားယူနေတာကိုမနှောက်ရက်ချင်လို့ပါမင်းစက်အိတ်နေလို့ရပါတယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလောက်အနေအများတဲ့ကဘာပြက်ကက်ကြီးထဲမှာတော့ကျွန်တော်တို့ဟာအရင်ကလိုပဲခြေနဲ့ရောက်ရဲစွာနေထိုင်နိုင်ကြတော့မှာပဲဒါဟာတကယ်ကိုယုံနိုင်စရာမရှိပါဘူးငါလက်တွေကလုံးဝနီးပါးပြန်ကောင်းသွားပြီးဒီလောက်အစွမ်းထက်တဲ့ဆေးကြောင်းငါတခါမှမကြားဘူးမင်းရဲ့စခန်းကြောင်းကိုငါပို့ပြီးစူးစမ်းကျင်လာပြီလို့ဂျိတ်ကပြောပါတယ်အဖြေတွေရဖို့အတင်းကျပ်စူးစမ်းစရာမလိုပါဘူးငါကူတင်ကိုနှွေးထွေးပေးမဲ့သူတယောက်ရှိရင်မစိုးဘူးလို့ကျွန်တော်ကနောက်လိုက်ပါတယ်ရပါတယ်ဒါပေမဲ့ငါစီကနေအနေအများတဲ့အရာတွေညှော်လင့်မနေနဲ့နော်လို့သူမကပြန်ပြောပါတယ်ဟာဟာမင်းအရန်တွေးနေပါပြီကဲပါစားစရာရှိတာဒါစားပါလို့ကျွန်တော်ကရင်မောလိုက်ပါတယ်အင်းပါလို့ပြောရင်ကျွန်တော်တို့တူတွေကိုကောက်ကင်လိုက်ကြပြီးတိတ်ဆိတ်သွားကြပါတယ်အပြင်ဘက်မှာတော့နှင်းတွေကတဖွဲဖွဲကျဆင်းနေစေပါချိန်နိုးလာတဲ့အခါသူမဟာကျွန်တော်ရင်ခွင်ထဲရောက်နေတာကိုသတိထားမိပြီးမျက်မျက်ဆက်ဆံပဲဖဲခွာလိုက်ပါတယ်ကျွန်တော်ကိုနှိုးရမှရှက်နေတဲ့အတွက်သူမလက်ထွက်သွားဖို့ပြင်လိုက်ပါတယ်
ဒါပေမဲ့သူမထွက်သွားတာနဲ့တပြိုင်နက်ကျွန်တော်လည်းမျက်လုံးပွင့်လာခဲ့ပါတယ်သူမဟာနှင်းတော်ထဲမှာရှောက်သွားရင်းနောက်ကိုခဏခဏလှည့်ကြည့်နေပါတယ်အတန်ကြာရက်ပြီးကျွန်တော်ဘက်ကိုစိုက်ကြည့်နေပြီးနောက်ဆုံးမှာတော့လှည့်ပြီးတယောက်တည်းထွက်ခွာသွားပါတော့တယ်တကယ်ပြင်ပလိုက်တာအထက်ဌာနကဘာတွေတွေးနေမှန်းငါတကယ်ကိုနားမလည်တော့ဘူးလူတယောက်ကိုဖမ်းဖို့အတွက်နဲ့အတွင်းဘက်အဝန်းဝိုင်းတစ်ခုလုံးကိုပိတ်ဆို့ထားရတယ်လို့လားဟေ့ကောင်မင်းကဂျိတ်ကိုဖမ်းရမဲ့သူလေငါတို့ဘက်က9ယောက်တောင်ဆုံးရှုံးသွားပြီဒါကခင်ဗျားတို့ရဲ့အာနာလူပွဲလေပါလို့ငါတို့ကအဲ့ဒီအတွက်ပေးဆက်ရမှာလဲလို့စစ်သားတယောက်ကမကြည်မနက်ပြောပါတယ်9ယောက်ဟုတ်လားဒါဆိုမလုံလောက်သေးဘူးဘာပြောလိုက်တာလဲဘာကိုဆိုလိုတာလဲလို့ပြန်မေးစင်မှာပဲ10ယောက်ဆိုရင်ပို့ပြီးနားထောင်လို့ကောင်းမသွားဘူးလားလို့အတန်ထွက်လာပါတယ်မျက်စိတမိတ်တွင်းမှာတင်စကားပြောနေတဲ့စစ်သားရဲ့လေပင်ဟာကျိုးသွားခဲ့ပါတယ်အဲ့ဒီတပ်ဖွဲ့လေးကလုံးဝကိုတတိမထားမိလိုက်ပါဘူးသူအခုလေးတင်ဘာလုပ်လိုက်တာလဲအယမ်းမြန်လွန်နဲ့ဘယ်သူမှတော့မမြင်လိုက်ရဘူး90%ဆိုလဲအခုတော့ပြေးစရာလမ်းမရှိတော့ဘူးပေါ့ချစ်ရဲ့ဟေးအဲ့ဒါဘာကြီးလဲသူ့ကိုထွက်ပြေးခွင့်မပေးနဲ့အဲ့ဒီမှာရက်လိုက်ဆန်းသူ့ကိုတားကြလို့အော်ဟစ်နေကြပါတယ်လမ်းဖယ်ဆန်းလို့ကျွန်တော်អော်လိုက်ပါတယ်သူတို့ရဲ့ပြစ်ခတ်မှုတွေကကျွန်တော်ပေါ်လုံးဝအရာမထင်ပါဘူးဒီနေရာကိုတော့အဆောင်ချထားတာလားမဖြစ်နိုင်ဘူးဒါတွေအားလုံးကဂျိတ်ကိုဖမ်းဖို့အတွက်ကြီးပဲသူကအယမ်းမြန်လွန်နဲ့သူ့ကိုတားလို့မရဘူးဘာကမှသူ့ကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ထိတ်လန့်တကြားပြောဆိုနေကြပါတယ်သူတို့ရဲ့ခံစစ်လိုင်းကိုကျွန်တော်လွယ်တကူထိုးဖောက်ဝင်ရောက်သွားပါတယ်ခင်ဗျားတို့နှစ်ယောက်တကယ်ပဲဒီမှာနေခဲ့တော့မှလားလို့ကျွန်တော်ကမေးလိုက်ပါတယ်ဒီနေရာကိုစွန့်ခွာဖို့ကခက်ခဲနေတော့မဲ့ထင်ပါတယ်ပြီးတော့မင်းပေးခဲ့တဲ့ရိတ်ခါတွေနဲ့ဆိုရင်နှစ်အတော်ကြာတဲ့အထိပြက်လက်သွားမှာမဟုတ်ပါဘူးလို့သူတို့ကပြန်ဖြေပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ဟာအတစ်တဖန်တယောက်တည်းခီးဆက်ဖို့ဆုံးဖြတ်လိုက်ပြီးစစ်သုံးရင်ကြီးကိုလမ်းကြောင်းတစ်ခုစီဦးတီမောင်းနေခဲ့ပါတယ်စစ်သုံးရင်ကြီးဟာနှင်းတော်ထဲကိုဖြတ်တန်းသွားရင်းတိတ်ဆိတ်တဲ့အထီးကျန်မှုတွေကိုခြံရစ်ခဲ့ပါတယ်ကျွန်တော်အရင်ကကယ်တင်ခဲ့ဘူးတဲ့စခန်းမှာတော့တယောက်ကကျွန်တော်ပြန်လာတာကိုမြင်သွားပါတယ်ဟေးဟိုဘက်ကိုကြည်စမ်းရင်းနေပြီးထိတ်လန့်စရာကောင်းတဲ့အဖြူရောင်ရင်ကြီးစခန်းထဲကိုပြန်ရောက်လာပါပြီအဲ့ဒီလမ်းလျှောက်နေတဲ့ဘေးအန္တရာယ်ကြီးကဘာလို့ပြန်ရောက်လာတာလဲလို့မေးကြပါတယ်လမ်းလျှောက်နေတဲ့ဘေးအန္တရာယ်ဟုတ်လားအဲ့ဒါငါရဲ့ခေါင်းကင်ဖခင်ကွာလို့ပြန်ပြောပြီးခေါင်းဆောင်ကိုမြန်မြန်သွားပြောကြလို့ညွှန်ကြားလိုက်ပါတယ်အခုထိတက်တူရိုင်းဘလောက်တူးပြီးပြီလဲနေအောင်2လနေမှပြန်လာမယ်လို့ပြောထားတာမဟုတ်ဘူးလားလို့ခေါင်းဆောင်ကမေးပါတယ်ငါပေးထားတဲ့ကိရိယာတွေနဲ့ဆိုရင်အဲ့ဒီမျက်နှာပြင်ပေါ်ကပါလာတဲ့တက်တူရိုင်းလွာကိုရက်အနှဲငယ်အတွင်းရှင်းလင်းလို့ရနိုင်ပါတယ်ငါသာပုံမလာခဲ့ရင်မင်းတို့အလုပ်စဖို့တောင်အစီအစဉ်မရှိဘူးမဟုတ်လားလို့ကျွန်တော်ကခနဲ့လိုက်ပါတယ်မဟုတ်ပါဘူးသူတို့ကိုချက်ချင်းအလုပ်ခိုင်းလိုက်ပါမယ်လို့ခေါင်းဆောင်ကပြပြတလဲပြန်ဖြေပါတယ်တချို့လူတွေကိုလွှတ်ပေးလိုက်တာကအမြဲတမ်းဆိုးရတဲ့ကိစ္စတော့မဟုတ်ပါဘူးအဲ့ဒီတုန်းကသာငါမင်းကိုသဘောမကျခဲ့ရင်တတိပေးဖို့တောင်အချိန်ကုန်ခံနေမှာမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်တက်တူရိုင်းထဲမှာတေးစေနိုင်တဲ့ရေဒီယိုတက်တိကြောင့်မှုတွေရှိနေကြောင်းတတိပေးချက်မှတ်သားထားတဲ့ကျွန်တော်ပေးခဲ့တဲ့မြေပုံကိုသူပြန်မှတ်ရသွားပါတယ်။ကိုင်မင်းရင်စီပြန်တော့မလို့လားငါတို့အတူတူသွားပြီးမင်းကိုပြုစုပေးရမလားမင်းရဲ့လက်တွေကဒီကိစ္စမှာတော်တော်လေးကျွမ်းကျင်တာပဲလို့အမျိုးသမီးတယောက်ကိုပြောလိုက်ပြီးမင်းတယောက်တည်းနဲ့လုံလောက်ပါတယ်လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။လက်ကျွမ်းကျင်တယ်ဟုတ်လားမင်းကဒီလိုပုံစံမျိုးကိုသဘောကျတာပေါ့ငါမင်းအတွက်တယောက်ရောက်သွားခေါ်ပေးမယ်ခဏလေးစောင့်လို့ခေါင်းဆောင်ကဝင်ပြောပါတယ်။သူကတကားကိုဖွင့်ပြီးတယောက်ယောက်ကိုခေါ်လိုက်ပါတယ်။မာရီနာဒီကိုခဏလာခဲ့လို့ခေါ်လိုက်တော့လာပြီးတထေးလို့ပြန်ထူးတန်ကြားရပါတယ်။သူမကငါတို့စခန်းတစ်ခုလုံးမှာအတန်မာဆုံးအမျိုးသမီးပဲမင်းအကြိုက်ဖြစ်မှာပါလို့ခေါင်းဆောင်ကမိတ်ဆက်ပေးပါတယ်။ခင်ဗျာကျွန်တော်ကိုလှမ်းသွားအောင်လုပ်လိုက်တာပဲခေါင်းဆောင်လို့ပြုံးလျက်နဲ့သူ့ပခုံးကိုပုတ်ကညင်းပယ်လိုက်ပါတယ်။သူမကိုခင်ဗျာအတွက်ပဲတင်ထားလိုက်ပါလို့ပြောလိုက်ပါတယ်။အခြားတနေရာမှာတော့မီမီဟာအမောင်တိကျနေတဲ့စင်ကြံလန်းတစ်လျှောက်သွားနေပါတယ်။ဂျိတ်ရုတ်တရက်အပေါ်ကနေခုန်ချလာပြီးသူမကိုလန့်သွားစေပါတယ်။ငါဘာလို့ပြောရင်းဂျိတ်ကသူမရဲ့ပါးစပ်ကိုမြန်မြန်ပိတ်လိုက်ပါတယ်။ဂျိတ်ဘာလို့အခုလိုအချိန်ကြီးပြန်လာတာလဲလို့မီမီကမေးပါတယ်။နောက်မှရှင်းပြမယ်။အရင်ဆုံးမင်းခန်းကိုခေါ်သွားပေးလို့ဂျိတ်ကတောင်းဆိုပါတယ်။ဂျိတ်ဟာချက်ချင်းပဲလှည့်ပြီးအလင်းစလိုထွက်ခွာသွားပါတယ်။မီမီရဲ့မျက်နှာကတော့ဖုံးကွယ်ထားတဲ့ရွေချက်တွေနဲ့မင်းမောင်သွားပြီးသူမလက်ထဲကအဝေးထိန်ခလုတ်ကိုတိတ်တဆိတ်နှိပ်လိုက်ပါတယ်။ခလုတ်ကအနီရောင်လင်းသွားပေမဲ့ဒီတိတ်ဆိတ်တဲ့လုပ်ရက်ကိုဘယ်သူမှသတိမထားမိလိုက်ပါဘူး။မင်းရဲ့ဒဏ်ရာအခြေအနေဘယ်လိုနေလဲလို့ဂျိတ်ကမေးပါတယ်။အဆင်ပြေပါတယ်ဒါပေမဲ့နည်းနည်းတော့ထူးဆန်းနေအရင်ကအရန်ပြင်းထန်စွာဒဏ်ရာရခဲ့ပေမဲ့အခုတော့နာကျင်မှုကိုတိတ်မခံစားရတော့ဘူးလို့မီမီကဖြေပါတယ်။ရုတ်တရက်စပင်ရွှေရောင်နဲ့အမျိုးသမီးတယောက်ဓာတ်ကင်ပြီးသူတို့စီပြေးဝင်လာပါတယ်။တတိထားလို့အော်ပြီးဂျိတ်ကမီမီကိုဘေးကိုတွန်းထုတ်ကအဲ့ဒီအမျိုးသမီးနဲ့ရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်။အမျိုးသမီးကတိတိတတ်တာကိုပုံမတမ်းမနေပြီးသူမရဲ့ဓာတ်ကဂျိတ်ရဲ့လက်ပင်စီကိုတက်တက်ဝင်လာပါတယ်။စစ်သုံးရင်ကြီးဟာနှင်းပြင်ပေါ်မှာပြန်တမ်းမတက်ပြေးလွှားနေပါတယ်။ရေတွက်လို့မရတဲ့ဖုတ်ကောင်တွေကရင်နောက်ကိုလိုက်နေကြပေမဲ့အကောင်တိုင်းဟာဘေးကိုလွင့်စင်သွားတာဒါမှမဟုတ်ပြီးအောက်မှာကြိတ်ချီခံရတာကြီးပါပဲ။ကိုင်ငါတို့စခန်းကိုပြန်သွားကြမလို့လားလို့မေးလာပါတယ်ဟုတ်တယ်။ငါတို့ထွက်လာတာတပတ်တိတိရှိသွားပြီလေလို့ဖြေလိုက်ပါတယ်။ဘာလဲမင်းပြန်မသွားချင်ဘူးလားလို့မေးလိုက်တော့သွားချင်တာပေါ့ဒီရက်ပိုင်းတွေကကဘာပြက်ကက်ကြီးစတင်ကြတဲ့ကငါအပျော်ဆုံးအချိန်တွေပါပဲလို့သူမကပြန်ဖြေပါတယ်။အော်ဒါနဲ့မင်းတို့ပြောင်းရွှေ့လာတော့ကဂျိတ်နဲ့ဘယ်နာလောက်မှစုံခဲ့လဲဆိုတာမှတ်မိလားလို့ကျွန်တော်ကမေးလိုက်ပါတယ်။အင်းကျိတ်နဲ့စုံလုံးကနေရာတိတိကျကျကိုတော့မမှတ်မိဘူးဒါပေမဲ့စခန်းနဲ့တိတ်မဝေးဘူးဒီရင်ကြီးရဲ့အမြန်နှုံးနဲ့ဆိုရင်စခန်းနီးနားမှာပဲဖြစ်ရမယ်လို့သူမကပြောပြပါတယ်ဒါဆိုရင်ငါတို့အဲ့ဒီကိုဝင်ပြီးပစ္စည်းတချို့ယူသွားကြတာပေါ့လို့ပြောကကျွန်တော်စတီယာရင်ကိုလှည့်ပြီးအဲ့ဒီဘက်ကိုအချိန်တင်မောင်းနေလိုက်ပါတယ်ဒီအတော်အတွင်းဒက်စမီယာစခန်းမှာတော့တက်မှုကြီးစုဒေါက်တာရောင်ရဲ့အမွေနှစ်တွေကိုလွှဲပြောင်းပေးလိုက်ပါဒါဆိုခမည်းငါညီကိုတက်ခဲ့တဲ့ကိစ္စကိုငါမေ့ပြစ်ပေးမယ်လို့အရာရှိရန်ကတောင်းဆိုနေပါတယ်ငါမတက်ခဲ့ဘူးလို့ပြောထားတယ်လေရန်မင်းဘေးအန်ရဲ့ကောင်တွေကိုတွားဆောင်ကြည့်နေတာပိုကောင်းမယ်ဟိုတနေ့ကတိုက်ခိုက်မှုမှာတယောက်ကသူတို့ကိုညွှန်ကြားနေတယ်လို့ငါအမျက်ခံစားနေရတယ်လို့တက်မှုကြီးကပြန်လဲတုတ်ပြန်လိုက်ပါတယ်စကားလမ်းကြောင်းမလွဲနဲ့လူရွှေရှိုကခမည်းနောက်ွယ်မှာရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခမည်းကိုငါမထီရဲဘူးလို့မထင်နဲ့လို့ရန်ကချင်းချောက်ပါတယ်စကားလက်မလုံးနဲ့ဂျိတ်ကိုမင်းတို့တွေဘာလုပ်ဖို့စူးစမ်းနေတာလဲသူ့ကိုအခုလွတ်ပေးလိုက်လို့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်ငါသူ့ကိုလွတ်ပေးနိုင်ပါတယ်အဲ့ဒါကမင်းတို့ပူးပေါင်းဆောင်ရွက်မှုရှိမရှိအပေါ်မှာမူတည်တယ်လို့ရန်ကတုတ်ပြန်ပါတယ်အခုစူးသားအဖနှစ်ယောက်လုံးကိုချုံနှောင်ထားလိုက်ပြီဖြစ်လို့ဒက်စမီယာစခန်းရဲ့အာနာချင်းခွင်ရှာဟာလုံးဝပြောင်းလဲသွားပါပြီနည်းနည်းလောက်ထပ်ပြီးခံပါဦးဂျိတ်ရဲ့လို့စကားဆက်မိလို့ပြောရရင်မင်းရဲ့အဲ့ဒီ90%ကိုက်ညီမှုနဲ့တောင်ဒီလောက်အချိန်ကြာတဲ့အထိမင်းကပေါင်းစည်းခြင်းအစ်စ်မှာပဲတဆုနေသေးတယ်တနာစရာပဲလို့စကားလက်ကလှောင်ပြောင်းလိုက်ပါတယ်မြို့ပြည်စားအစီအစဉ်ဆေးရည်ပဲမှာလဲလို့မေးတဲ့အခါဆေးရည်အကြောင်းငါတခါမှမကြားဘူးဘာပဲဖြစ်ဖြစ်ဒါကသူ့တည်တနခန်းခွဲရဲ့နောက်ဆုံးခံပဲဘသူ့ကိုမှဒီတဲ့ပေးမဝင်ဘူးလို့ဒေါက်တာရောင်ကိုငါကတိပေးထားခဲ့တယ်လို့တက်မှုကြီးစုကညင်းဆိုပါတယ်သူ့သမီးအတွက်ဦးလေးစုဟာသူတို့ကိုတကားတစ်ခုစီခေါ်သွားပေးပါတယ်သူကလက်နှစ်ဖက်လုံးကိုတကားမှာဖိကတ်လိုက်ပြီးတော့ကိုဖွင့်ကတကားကိုဆွဲဖွင့်လိုက်ပါတယ်ဒါကဇီဝတိုင်းတာမှုတော့ကလောက်မျိုးပေါ့ပေါ့ဆဆဝင်သွားရင်ကိုဖြက်စီးမဲ့စနစ်ကိုတွားနှုံးမိတယ်လို့ဖြစ်သွားနိုင်တယ်လို့တယောက်ကသတိပေးပါတယ်သူတို့ဟာတက်မှုကြီးစုရဲ့နောက်ကနေအထဲကိုဝင်သွားကြပါတယ်ဒါတွေအကုန်ပဲဖြစ်ရမယ်လို့ပြောရင်းတက်မှုကြီးစုကဗီဒီယိုထဲကနေဖိုင်တွေတစ်ခုကိုဆွဲထုတ်လိုက်ချိန်မှာပဲအဲ့ဒီဖိုင်တွေကိုရန်ကလူယူသွားပါတယ်ဒါကသူတည်တနာအချက်လက်တွေနဲ့စာရွက်အနှဲငယ်ပဲမဟုတ်လားဒါဘာသာစကားလဲဆိုတာတော့ငါမခွဲခြားတတ်ဘူးလို့လူယူသွားသူကရေးရွတ်ပါတယ်
ရန်တတိထားလို့အော်ဟစ်တန်နဲ့အတူရုတ်တရက်တနက်တန်တစ်ချက်ထွက်ပေါ်လာပြီးလူတိုင်းရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်အတုံးမကျတဲ့ကောင်မင်းငါအချိန်တွေကိုအလားကဖြုံးတိပစ်တာလုံလောက်ပြီလို့ပြောရင်ရန်ကိုတူတူပါလာတဲ့လူကဘာမှထပ်မစင်းစားပဲတနက်နဲ့ပစ်တက်လိုက်ပါတယ်စပင်ရွှေရောင်နဲ့အမျိုးသမီးဟာဒေါသကြီးပောက်ကွဲသွားပြီးနင့်ကိုတတ်မယ်ဆိုကဝင်တိုက်ခိုက်ပါတော့တယ်စပင်ဖြူနဲ့အမျိုးသားဟာသူမကိုလက်ပလာနဲ့ပြန်လဲခုခံပြီးဘလိုနီးနဲ့မမတိအသာစီရနေပါတယ်သူကလေထဲကိုခုန်တက်ပြီးသူမရဲ့ဓာတ်ကိုလက်ဖွားနှစ်ဖက်ကြားမှာဖမ်းညက်ထားလိုက်တဲ့အတွက်စပင်ရွှေရောင်မျိုးသမီးဟာဓာတ်ကိုဆက်ပြီးထိုးဆိုင်လို့မရတော့ပါဘူးအဖေဆိုပြီးဂျိတ်ဟာဒဏ်ရာရနေတဲ့သူမရဲ့ဖခင်ကိုကူညီထူမဖို့အပြေးရောက်လာပါတယ်အခုသွားတော့လို့ဖခင်ကပြောရဂျိတ်ဟာသူမဖခင်ကိုအလင်းအမြန်ခေါ်ဆောင်သွားပါတယ်စပင်ရွှေရောင်မျိုးသမီးဟာအောက်ဆိုင်ခုတ်ချက်တစ်ခုနဲ့ခုံဝင်လာပေမဲ့စပင်ဖြူမျိုးသားကလက်တစ်ဖက်တည်းနဲ့ပုတ်ပုတ်ပပကာကွယ်လိုက်ပါတယ်သူဟာသူမရဲ့ဓာတ်ပေါ်ကိုလက်ဖွားနဲ့ဖိချလိုက်ရုံနဲ့သူမရဲ့တိုက်ခိုက်မှုတိုင်းကိုအချီးနှီးဖြစ်စေပါတယ်စကားလက်လမ်းဖယ်ပေးလို့အော်ရင်ဂျေးလက်ရောက်လာပါတယ်သူ့လက်ထဲမှာ RPG တစ်လက်ပါလာပြီးစပင်ဖြူမျိုးသားစီတက်တက်ပစ်ခတ်လိုက်ပါတယ်စကားလက်ကဘေးကိုခုံဆောင်လိုက်ပြီးပောက်ကွဲမှုကစပင်ဖြူမျိုးသားကိုတက်တက်ထိမှန်သွားပါတယ်စကားလက်ဟာပောက်ကွဲမှုကထွက်လာတဲ့မိခိုးတွေကြောင့်ချောင်းဆိုးသွားပါတယ်နောက်ဆုတ်ကြဒီနေရာပြိုကျလာရင်ငါတို့ဒုက္ခရောက်လိမ့်မယ်လို့သတိပေးတန်ထွက်လာပါတယ်ဂျေးဟာလက်နက်ကိုကျမ်းပြင်ပေါ်ပစ်ချပြီးအသက်လူထွက်ပြေးပါတော့တယ်စကားလက်လည်းလစ်ထွက်သွားပါတယ်ဒီအချိန်မှာတော့ကျွန်တော်ဟာဂျိတ်တစ်ချိန်ကအနည်းအကြုံခဲ့ရတဲ့လိုင်းကူအပြင်ဘက်ကိုရောက်ရှိနေပါပြီပျက်စီးနေတဲ့ကားကတော့နင်းတွေကြားထဲမှာရှိနေစေပါအလင်းစလို့မရှိပဲလိုင်းကူစီကိုကျွန်တော်တက်တက်လျှောက်သွားလိုက်ပါတယ်ဂျိတ်ပြောပြချက်အရဒီနေရာမှာဘရင်အဆင့်ဘေးအန္တရာယ်ကောင်းကြီးနေထိုင်ပါတယ်တားရဲတကောင်အတွက်ဆိုရင်တော့အဲ့ဒီအဆင့်ဟာလူသားတွေရဲ့လိုက်ရောညီထွေမှုအဆင့်နဲ့ညီမျှလောက်မှာပါဘရင်အဆင့်တားရဲတွေကလည်းအစွမ်းစာကွာခြားမှုရှိကြပါတယ်ဂျိတ်ရဲ့ဖော်ပြချက်အရဒီတကောင်ဟာပေါင်းစည်းခြင်းအဆင့်ကိုရောက်ရှိနေလောက်ပါပြီတာမန်ပေါင်းစည်းခြင်းအဆင့်ချင်းချောက်မှုဆိုတာတိတ်ပြီးပြဿနာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်လက်ပတ်ရှာကြည့်တာတော့အဲ့ဒီအကောင်ကိုမတွေ့ရသေးပါဘူးထားလိုက်ပါတော့သူဒီမှာမရှိတာကပဲကျွန်တော်အတွက်ပိုးလွယ်ကူသွားစေပါတယ်သူတို့ထားခဲ့တဲ့ရိတ်ခါတွေအားလုံးဒီမှာရှိနေပါတယ်ကျွန်တော်လက်တစ်ဖက်ကိုမြှောက်လိုက်တာနဲ့ရိတ်ခါတွေအားလုံးလေထဲကိုမြောက်တက်လာပါတယ်ဒီ PR3 ကြောက်စုကွင်းကဆန့်ထွက်ဖို့နဲ့ပြန်ရုပ်ဖို့အရန်နေကွေးလုံးနဲ့တိတ်ပြီးကန့်သက်ချက်မများဘူးဆိုရင်ဒါဟာတကယ်ကိုခိုင်မာတဲ့တိုက်ခိုက်ရေးကိရိယာတစ်ခုဖြစ်လာနိုင်ပါတယ်နှမျောစရာပဲလို့တွေးလိုက်မိပါတယ်မကြခင်မှာပဲလိုင်ကူတဲကအစားအစာအကျွင်းကြံတိုင်းဟာကျွန်တော်လက်ထဲရောက်လာပါတယ်အီရန်ဟာလာရှာတဲ့အရာကိုမတွေးခဲ့ရပေမဲ့ဒီစရင်လေးကတော့အန်အော်ဝမ်းသာစရာလေးဖြစ်နေပါတယ်ဒါဆိုရင်ဒီဒက်စမီယာစခန်းမဟုတ်ဘူးဒက်စမီယာမြို့တစ်မြို့လုံးကသူ့အတွက်အသုံးမဝင်တော့ပါဘူးရိတ်ခါရရပြီဖြစ်လို့စစ်တုံးရင်ကြီးကိုစခန်းစီဓာတ်ရိုက်မောင်းနေလာခဲ့ပါတယ်ဟင်ကောင်းဆောင်ကဘာလို့လူတိုင်းနဲ့စကားများနေတာလဲလို့တွေးလိုက်မိပါတယ်ငါတို့ရော်ကြီးမရရင်ဒါကပြီးဆုံးမှာမဟုတ်ဘူးအဲ့ဒီမိုင်းတွင်မှာရေဒီယိုတက်တိကြောမှုရှိနေတယ်ဆိုတာငါတို့အစကတည်းကတီးပြီးသားပဲငါအကိုကိုပြန်ပေးလို့အော်ဟစ်နေကြပါတယ်ဒီမှာလူတွေအကုန်လုံးဘာစုလုပ်နေကြတာလဲအားလုံးတိတ်တိတ်နေကြလို့ခေါင်းဆောင်ကဟန်တာပါတယ်။ကိုင်းနောက်ဆုံးတော့ပြန်ရောက်လာပြီးပဲမိသားစုမရှိတဲ့မိုင်းတူသမားတွေကိုပဲအောက်ကိုဆင်းခိုင်းဖို့ငါအထူးဂရုစိုက်ခဲ့တယ်အမြဲတမ်းစိုးသွမ်းနေတဲ့ပြဿနာကောင်တွေကိုပေါ့။ဒါပေမဲ့သူတို့ကိုတခုခုဖြစ်သွားတာနဲ့ချက်ချင်းပဲလူတိုင်းကသူတို့ရဲ့ဆွေမျိုးတွေပါလို့ဆိုလာကြတယ်။တေသွားတဲ့သူတွေရဲ့ရိတ်ခါတွေကိုပေးဖို့တောင်းဆိုနေကြတယ်လို့ခေါင်းဆောင်ကရှင်းပြပါတယ်။ငါယောက်ျားကမင်းရဲ့အဲ့ဒီမိုင်းတွင်ထဲမှာတေသွားတာရောကြီးတောင်းတာကတရားမျှတတယ်မဟုတ်ဘူးလားကိုင်းလို့အမျိုးသမီးတစ်ယောက်ကလှမ်းပြောပါတယ်။ဒီမိမကတရက်ချားတစ်ခါယောက်ျားပြောင်းနေတာသူလိန်နာကိုအယုံမလွယ်နဲ့စကားဆက်မိလို့ပြောရရင်သူမကငါ့ကိုတောင်းမြူဆွဲဖို့စူးစမ်းသေးတယ်လို့အခြားတစ်ယောက်ကဝင်ပြောပါတယ်။မင်းတို့နှစ်ယောက်လုံးဘာတွေပြောနေကြတာလဲလို့အော်ဟစ်တန်တွေထွက်လာပါတယ်။သူတို့ရဲ့ရံပွဲတွေအတွက်ကျွန်တော်ရဲ့အဖြေကတော့အေးဆက်ဆက်နဲ့တိတိကျကျချိန်ရွယ်ပစ်ခတ်လိုက်တဲ့ကြီးစံတစ်တောင်းပါပဲ။ဘယ်ချိန်ကစပြီးမင်းတို့တွေကတယောက်ယောက်ကိုငါကရှင်းပြရမယ့်တာဝန်ရှိသွားတာလဲလို့ကျွန်တော်ကမေးလိုက်ပါတယ်။စကားဆက်မိလို့ဂျေးမင်းဒီမှာဘာလုပ်နေတာလဲလို့စကားလက်ကစမေးလိုက်ပါတယ်။မိပညာသမားဟောင်းတယောက်ကိုအထင်မသေးနဲ့ဒီစခန်းမှာငါမြင်ကွင်းမရောက်နိုင်တဲ့နေရာဆိုတာမရှိတလောက်ရှားတယ်လို့သူကပြန်ပြောပါတယ်။ဒါဆိုရင်ဒါကမင်းလုံနေသမျှအားလုံးပေါ်လေအခုမှပဲအဲ့ဒါကိုသဘောပေါက်သွားတာလားမင်းအတွက်လမ်းတစ်ခုလုံးကိုဖောက်ပေးထားတာတော့မင်းရှောက်မသွားနိုင်ခဲ့ဘူးဒီလောက်အချိန်ကြာကြီးဆွဲထားခဲ့ရတယ်လို့စူးကပြန်ပြောလိုက်ပါတယ်ဒီလောက်အချိန်ကြာတာတော့မင်းရဲ့လက်ကွက်တွေကိုဘယ်သူမှရိပ်မိမှာမဟုတ်ဘူးလို့တကယ်ထင်နေတာလားငါကသူ့ကိုမတိကျင်အောင်ဆောင်နေဖို့ပြောထားရုံတက်တက်ပဲလို့စူးကဆက်ပြောပါတယ်စခန်းရဲ့အချက်ပေးတန်တွေအနီရောင်နဲ့ထပ်မံမြည်ဟဲလာပါတယ်စစ်တုံးရင်ကြီးဟာမိုင်းတွင်းထဲကိုဝင်ရောက်သွားပြီးတပ်တူရိုင်းတွေကိုခွဲချမ်းကလောင်စာအဖြစ်ဆုပ်ယူနေပါတယ်ရင်ကြီးအားသွင်းနေတာကိုကြည့်နေစင်မှာပဲကျွန်တော်ဖုန်းရုတ်တရက်မြည်လာပါတယ်စကားကြောက်စုဖုန်းကိုအော်တန်တယောက်ကိုပဲပေးခဲ့တာပါငါထွက်လာတာတိတ်တောင်မကြသေးဘူးဘာလို့အော်တန်ကဆက်ရတာလဲလို့တွေးလိုက်မိပါတယ်ကိုင်ပြင်မှာမကောင်းဆိုးဝါးတွေအများကြီးပဲဒက်စမီယာစခန်းကိုဝိုင်းရံထားတဲ့လူနေရက်ကွက်တွေထဲမှာလို့သူမကထိတ်လန့်တကြားပြောပါတယ်နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားပြီးရက်အနည်းငယ်ကြာမှတင်ဘေးအန္တရာယ်ကောင်တွေဟာကြီးမားတဲ့အရေးအတွက်နဲ့ထပ်မံဝင်ရောက်လာပြန်ပါတယ်ဒီတစ်ချိန်မှာတော့ပြန်တန်းနိုင်စွမ်းရှိတဲ့အစွမ်းထက်သားရဲတွေပါတိုက်ခိုက်မှုမှာပါဝင်လာပါတယ်သူတို့ဟာတိုက်ခန်းအမြင့်ကြီးတွေကိုတောင်တွေ့တက်နေကြပါတယ်အထက်ကအသက်ရှင်ကျန်ရစ်သူတွေဟာအတန်တောင်မထွက်ရဲလောက်အောင်ကြောက်လန့်နေကြပါတယ်ပြေးကြအားလုံးပဲသူတို့ငါတို့ကိုမြင်သွားရင်ဘလို့အဆုံးသတ်မလဲဆိုတာလန်တလန်ပဲရှိတယ်လို့အော်ဟစ်နေကြပါတယ်ဖခင်တယောက်ဟာသူ့အသက်ကိုဆက်တေးလိုက်ပေမဲ့လည်းစက္ကန့်အနည်းငယ်လောက်ပဲအချိန်ရလိုက်ပါတယ်တားရဲတွေဟာပြန်တန်းနေတဲ့အကောင်ကြီးအောက်မှာစုဝေးလာကြပါတယ်အဲ့ဒီအကောင်ကြီးကအမိတ်ပေးနေတဲ့အလားဟိန်းဟောက်တန်ကြီးပေးလိုက်ပါတယ်ဒီလိုအချိန်မျိုးမှာအရာရှိရန်ကဘယ်ကိုများထွက်ပြေးသွားတာလဲဘလို့လို့ဒီအခြေအနေထိရောက်လာရတာလဲဒါကကောလာဟာလာတွေတဲကဘရင်အဆင့်တားရဲကြီးများဖြစ်နေမလားလို့လူတွေထိတ်လန့်နေကြပါတယ်စခန်းကလည်းသူ့ရဲ့ခံစစ်တွေကိုထပ်မံပြင်ဆင်နေပါတယ်ရေဆိုးမြောင်းတွေထဲမှာလည်းတားရဲတွေရှိနေတယ်လို့အော်ဟစ်တန်နဲ့အတူသူတို့တွေထွက်ပေါ်လာကြပါတယ်သူတို့ကိုတားဆီးဖို့လုပ်ထားတဲ့တံမဏိပြားတွေဟာတခါကိုက်လိုက်ရုံနဲ့အပိုင်းပိုင်းဆုတ်ပြတ်သွားပါတယ်လူတွေဟာလုံးဝကူရာကယ်ရမဲ့စွာရက်ကြည့်နေရုံကလွဲပြီးဘာမှမလုပ်နိုင်ကြပါဘူးစခန်းကနေတင်ကားတွေကိုအလုံးရင်းနဲ့ဆေးလွတ်ပြီးပြစ်ခတ်နှိမ်နင်းမှုတွေစတင်ပါတယ်အရေးအတွက်များပြားပေမဲ့တာမန်သားရဲတွေကတော့ပြင်းထန်တဲ့လက်နက်ကြီးတွေတန်းကိုမခံနိုင်ပါဘူးကြည်စံမိုးတွေအောက်မှာသူတို့အတုံးယုံကျဆင်းသွားကြပါတယ်ဒါပေမဲ့ဘရင်အဆင့်သားရဲကြီးကတော့လုံးဝတခြားကိစ္စပါတတိထားလို့အော်ဟစ်နေစင်မှာပဲသူ့ရဲ့လက်သေးချက်တစ်ချက်အောက်မှာတင်ကားတစ်စီးပျက်စီးသွားပါတယ်ခြေတစ်ချက်နင်းလိုက်တာဟာတေတံပေးလိုက်တာပါပဲလူတွေဟာသူ့ရှိမှာကူကယ်ရမဲ့စွာနဲ့အယုတ်လေးတွေလိုပြစ်ပေါက်ခံနေရပါတယ်ဒီတက်မှုအစ်စ်ကဘာလို့ရမလဲဆိုတာတကယ်ရောသိရလားတက်မှုကြီးစုတာရှိရင်ကောင်းပါပဲလို့ညီးတွားနေကြပါတယ်ငါတို့ဒီတိုင်းဆက်မတောင့်ခံနိုင်တော့ဘူးလို့အော်ဟစ်နေချိန်မှာတက်မှုကြီးစုကခမ ्या ကောင်းကောင်းလုပ်ခဲ့ပါတယ်ကျန်နာတွေကိုအခုကစပြီးငါ့ကိုသာလွှဲထားလိုက်ပါလို့အတန်ထွက်လာပါတယ်တော်ပါသေးရဲ့လို့တက်မှုကတက်ပြင်းချလိုက်ပါတယ်အရာရှိရန်ကတော့ခမ ्या တို့ရဲ့တစ္ဆာဖောက်လက်ချက်နဲ့တေသွားပြီလေလို့ဦးလေးစုကဆိုတယ်တခြားတစ်ဖက်မှာတော့ဒီမှာမျိုးဗီဇအစီအစဉ်ဆေးရည်ပလင်း90ရှိတယ်ခမ ्या ယုံကြည်ရတဲ့သူတွေကိုရှာပြီးဒီဆေးရည်ထိုးပေးလိုက်ပါလို့ကျွန်တော်ကညွှန်ကြားနေတာပါပေါင်းစပ်မှုအောင်မြင်ရင်သူတို့ဟာပေါင်းစည်းခြင်းအဆင့်ကိုတိုက်ရိုက်ရောက်သွားလိမ့်မယ်အဲ့ဒီနောက်မှာသူတို့ကိုခိုင်းစရာလုပ်ရှိတယ်လို့ကျွန်တော်ကညွှန်ကြားလိုက်ပါတယ်အကယ်လို့မအောင်မြင်ခဲ့ရင်သူတို့တေသွားမှလားလို့တယောက်ကမေးပါတယ်ဟုတ်တယ်ဂိုင်ငါကိုလည်းထည့်တွက်ပါလို့ကောင်းမလေးတယောက်ကပြောပါတယ်
တေချာရဲ့လားလို့ကျွန်တော်ပြန်ပြီးတော့ဘေးအနေကြီးနဲ့ရင်ဆိုင်ရချိန်မှာခံစားရတဲ့အဲ့ဒီကုကေရမဲမှုနဲ့နှိုင်းရှင်ရင်ငါကတော့စွန့်စားကြည့်ခြင်းနဲ့လို့သူမကပြန်ဖြေပါတယ်တကယ်လို့ငါကအဲ့ဒီလောက်ကန်ဆိုးနေခဲ့ရင်တော့မင်းငါကိုကောင်းကောင်းမွန်မွန်ပို့ပေးဖို့တောင်းဆိုခြင်းနဲ့တိုင်လို့သူမကဆက်ပြောပါတယ်မကြခင်မှာပဲသူမဟာစေထိုးခံဖို့လှည့်လျောက်လိုက်ပါတယ်အောင်မြင်ပါစေလို့မျှော်လင့်ရင်းသူမအပေါ်ကိုဆောင်ရမ်းပေးလိုက်ပါတယ်ဒက်စမီယာစခန်းမှာတော့အခြေအနေတွေကမကောင်းလာပါဘူးဘာတွေဖြစ်နေတာလဲငါကောင်းတွေကွဲထွက်တော့မလို့ပဲလို့ညီးတွားတန်ကြားရပါတယ်ဟေးလက်နက်တိုက်ထဲမှာဘာလုပ်နေတာလဲဖယ်ဆန်းလို့အော်ဟစ်စင်မှာပဲမီမီဟာရုတ်တရက်ဘေးအနေရဲ့ကောင်းကြီးအဖြစ်ပြောင်းလဲသွားပါတယ်စစ်သားတယောက်ကိုချက်ချင်းပဲကိုက်တက်လိုက်ပါတယ်အရက်သားတွေဟာထိတ်လက်တကြားနဲ့စင်ကြံလန်းတွေတခြားပြန်ကျဲထွက်ပြေးကြပါတယ်မြန်မြန်ဝင်ကြလို့အော်ဟစ်နေပေမဲ့နောက်ဆုံးလူကတော့မမီလိုက်ပါဘူးဖုတ်ကောင်တကောင်ကသူ့ကိုအောက်ကိုဆွဲချသွားပါတယ်တကားဆောင်နေတဲ့သူဟာထိတ်လန့်တကြားနဲ့တကားကိုစောင့်ပိတ်လိုက်ပြီးဖုတ်ကောင်တွေကိုအပြင်ဘက်မှာပိတ်လောင်ထားလိုက်ပါတယ်အထက်ကအသက်ရှင်ကျန်ရစ်သူတွေဟာတိမ်မတက်ကြောက်လန့်နေကြပါတယ်တက်မှုကြီးစုရဲ့အခြေအနေဆိုးနေပြီးစခန်းတစ်ခုလုံးမှာဖုတ်ကောင်တွေရုတ်တရက်ပေါ်လာတဲ့ခိုးလုံးရတာဝါတိုင်းကတော့လုံးဝကမောက်ကမဖြစ်နေပြီလို့သတင်းပို့တန်ထွက်လာပါတယ်တက်မှုကြီးကျွန်တော်သွားစစ်ကြည့်ပါရစေလို့ဂျိတ်ကပြောတော့သွားလေလို့တက်မှုကြီးကအမိတ်ပေးပါတယ်ပိတ်ဆို့ထားတဲ့တကားဟာဖုတ်ကောင်တွေရဲ့မစုံမနစ်တိုက်ခိုက်မှုအောက်မှာစတင်အကွဲလာပါတယ်နောက်ဆုံးမှာတော့ဖုတ်ကောင်တွေဟာတကားကိုဖောက်ထွင်းဝင်ရောက်လာပြီးလူအုပ်ကြီးဟာထိတ်လန့်တကြားဖြစ်သွားကြပါတယ်ကံကောင်းစွာနဲ့ပဲဂျိတ်ဟာအချိန်မီရောက်လာပြီးသူတို့ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်ပျက်စီးနေတဲ့တကားပေါက်ကနေအပြင်ထွက်လာပြီးအခြေအနေကိုစစ်ဆေးနေတဲ့ဂျိတ်ကိုလူတိုင်းကအံ့ဩတကြီးမေးကြည့်နေကြပါတယ်သူမကရေဒီယိုကနေချက်ချင်းသတင်းပို့လိုက်ပါတယ်ခိုးလုံးရတာဝါတိုင်းအီကန်ကိုရှင်းလင်းပြီးအခုထိဘေးရန်ရဲ့ကောင်ဘာအရေးရောက်မှမတွေ့ရသေးဘူးလို့သတင်းပို့ရကြားသိရကြောင်းပြန်လည်တုံ့ပြန်ပါတယ်အခြားတနေရာမှာတော့စစ်သားတွေဟာသူတို့ရဲ့ကိုယ်ပိုင်ရေးပေါ်အခြေအနေတွေကိုကိုင်တွယ်ဖြေရှင်းနေကြပါတယ်ဖုတ်ကောင်တွေကယောဂဘိုးမဖြတ်နိုင်ဘူးလေပြီးတော့ဘေးရန်ရဲ့ကောင်တကောင်မှလည်းမတွေ့ရပါလားထူဆန်းလိုက်တာစောင့်ကြည့်ကင်မရာမှတ်တမ်းတွေအခုထိမရသေးဘူးလားလို့မေးခွန်းထုတ်နေကြပါတယ်နေအောင်ဘာလို့ဒီမှာစမ်းသက်ခံလူနာရောက်နေရတာလဲလို့အံ့ဩတန်ထွက်ပေါ်လာပါတယ်မီမီဟာအခုခါမှာလုံးဝမကောင်းဆိုးဝါအဖြစ်ပြောင်းလဲသွားပြီဖြစ်ပြီးကြာဆုံးသွားတဲ့စစ်သားတယောက်ရဲ့အလောင်းကိုစားတောက်နေပါတယ်ကောင်းပြီလေဒါဆိုရင်လည်းမင်းတဘောကြတောင်းကြလိုက်စမ်းပါလို့တယောက်ကအော်ဟစ်လိုက်ပါတယ်တက်ဖွဲ့အားလုံးနောက်ဆုတ်ပြီးအတွင်းဘက်အဝန်းဝိုင်းမှာပြန်လဲဆူဆီးကြဖို့နဲ့မိကြီးချက်ချင်းပစ်ဖောက်ပြီးအဲ့ဒီအကောင်ကြီးရဲ့အာယုံကိုဆွဲဆောင်ဖို့အမိန့်ပေးလိုက်ပါတယ်လက်နက်ကြီးအားလုံးအသင့်နေထားမှနေကြဖို့လည်းညွှန်ကြားလိုက်ပါတယ်ခဏအကြာမှာတော့တောက်ပတဲ့မိကြီးကြီးကောင်းကင်ရံကိုတက်သွားပြီးလင်းထိန်သွားပါတယ်လူတိုင်းကဘဲချိန်မဆိုပစ်ခတ်ဖို့အသင့်ပြင်ထားကြပါတယ်ထင်းတဲ့အတိုင်းပဲဘရင်အဆင့်တားရဲကြီးကငါးစာကိုဟလိုက်ပါတယ်ငါမိသားစုကိုစောင့်ရှောက်ပေးပါလို့ကျွန်တော်ကတောင်းဆိုရစိတ်မပူပါနဲ့လို့ပြန်ဖြေပါတယ်ရှင်ကကျမရဲ့လေးစားမှုကိုအပြည့်အဝရရှိသွားပြီဆိုတာကိုတော့ဝန်ခံရပါမယ်ကျွန်တော်အရင်ကပေးခဲ့တဲ့ကတိကအတီးပါပဲအခုချိန်ကစပြီးခမရဟာအေးဘက်စခန်းရဲ့အရန်တပ်ဖွဲ့ဝင်ဖြစ်သွားပြီလို့ကျွန်တော်ကပြောလိုက်ပါတယ်နားလည်ပါပြီလို့ပြန်ဖြေကြပါတယ်သူတို့ဟာကျွန်တော်တာဝန်ပေးထားတဲ့အလုပ်ကိုလုပ်ဖို့ထွက်ခွာသွားကြပါတယ်ဒီရင်ကြီးကတကယ်ကိုအမခံပဲလို့ချီးကျူးလိုက်ပါတယ်ကားကြီးကအရှိန်နဲ့ထွက်ခွာသွားပြီးပြက်ကွယ်သွားပါတယ်တာဝန်တွေခွဲဝေပေးပြီးတဲ့နောက်ကျွန်တော်စစ်သုံးရင်ကြီးကိုခေါ်လိုက်ပါတယ်ရင်ကြီးရဲ့ပက်လယ်မှာအလင်းကွင်းတစ်ခုလင်းလက်သွားပြီးစွန့်ရင်တိုင်းတော့တစ်ခုဖြစ်ပေါ်လာပါတယ်ဒီကိစ္စတွေပြီးသွားရင်ကျွန်တော်တို့လည်းဆက်သွားဖို့အချိန်တန်ပြီလို့တွေးလိုက်ပါတယ်ဒက်စမီယာစခန်းမှာတော့ဘရင်အဆင့်တားရဲကြီးဟာကောင်းကင်ကနေပြုတ်ကျလာပါတယ်တနက်ပြောင်းအားလုံးကသူ့စီကိုတပြိုင်နက်ချိန်ရွယ်လိုက်ပေမဲ့တစ်ချက်တိုင်းကိုသူကအလွယ်တကူရှောင်တိန်သွားပါတယ်တက်တက်ထိမှန်တဲ့ကြီးတွေကတော့တံမဏိတုံးကိုထိလိုက်တယ်လို့ပါပဲလက်တစ်ချက်ဝေးရမ်းလိုက်ရုံနဲ့တနက်စင်တစ်ခုပျက်စီးသွားပြီးနောက်တစ်ခုစီကိုချက်ချင်းရောက်သွားပါတော့တယ်မြေပြင်ပေါ်မှာလည်းတာမန်သားရဲတွေကသူတို့ရဲ့တိုက်ခိုက်မှုကိုအတစ်တဖန်ပြန်စတင်နေကြပါတယ်သူတို့ရဲ့အမြန်နှုန်းကထိတ်လန့်စရာကောင်းလာပါတယ်သူတို့ကိုစခန်းစီအရောက်မခံနဲ့လို့အော်ဟစ်နေကြပါတယ်စစ်တပ်ကပြစ်ခတ်နေနေချိန်မှာဂျိတ်ကတော့ဖုတ်ကောင်တွေကိုခုတ်ဖြစ်ရှင်းလင်းနေရပါတယ်ဖုတ်ကောင်ဖြစ်သွားတဲ့စစ်သားတယောက်ကိုသူမအဆုံးတက်လိုက်ချိန်မှာပဲအဆက်သွယ်ဝင်လာပါတယ်ကပတိန်စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကနေတဆင့်ကူးစက်မှုအရင်းမြစ်ကိုကျွန်တော်တို့ခြေရခံမိပါပြီဒါပေမဲ့အဲ့ဒါကဖြစ်နိုင်တာလို့ပြောလာပါတယ်အဖြေကိုကြားလိုက်ရတဲ့အခါဂျိတ်ဟာအံ့ဩတကြီးနဲ့အေးခဲသွားပါတယ်စခန်းထက်မှာတော့ဘရင်အဆင့်တားရဲကြီးဟာစစ်နက်ဖျားတစ်ပါးလိုတိုက်ခိုက်နေပါတယ်ကြည်စံမိုးတွေကိုဂယုမဆိုင်ဖဲသူ့ဖြစ်သွားတဲ့နေရာတိုင်းမှာအပျက်စီးတွေသာခြံရစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့အရှိန်မြင့်တန်ချက်ကဖောက်ကြီးတတောင်ဟာသူခဏရနာနေစဉ်မှာရင်ဘက်ကိုတက်တက်ဝင်မှန်သွားပါတယ်အဲ့ဒီအခွင့်အရေးကိုယူပြီးတခြားတနက်တွေအားလုံးကလည်းတပြိုင်နက်သူ့စီချင်းရွက်ပစ်ခတ်ကြပါတယ်နောက်ဆုံးတော့သူတို့တကယ်ပဲထိခိုက်အောင်လုပ်နိုင်ခဲ့ပါပြီတပ်ဖွဲ့ဝင်တွေကြားမှာစိတ်တက်တွေတက်ကြွလာပါတယ်စက်တိုက်ပစ်ခတ်မှုတွေအောက်မှာအေယာမတားရဲကြီးဟာနောက်ဆုံးတော့လဲကျသွားပါတယ်ကောင်းတယ်ကွာဆိုပြီးလူတိုင်းကဝမ်းသာအားရအော်ဟစ်လိုက်ကြပါတယ်တတိထားလို့အော်တန်နဲ့အတူပန်းရောင်အရေးတစ်ခုရုတ်တရက်ဝင်လာပါတယ်အဲ့ဒါဘာကြီးလဲလို့မေးနေစင်မှာပဲမျက်စိတမိတ်အတွင်းမှာစစ်သားတချို့ရဲ့လေပင်တွေကိုက်ခံလိုက်ရပါတယ်ဘေးရန်ရဲ့ကောင်ဖြစ်ပြောင်းလဲသွားတဲ့မီမီဟာထိတ်လန့်စရာကောင်းတဲ့ကျွမ်းကျင်မှုနဲ့လှုပ်ရှားနေပါတယ်ကြည်စံတွေကသူမကိုမထိနိုင်ပါဘူးနှစ်ချက်လွဲလိုက်ရုံနဲ့နောက်ထပ်2ယောက်တေဆုံးသွားပြန်ပါတယ်ဂျိတ်ကဝင်ရောက်ခုတ်ပိုင်းလိုက်ပြီးသူမရဲ့ဓာတ်ချက်ကထိမှန်သွားပါတယ်စုတခင်မလေးဆိုပြီးအော်ကော်တန်ကြားရပေမဲ့တိုက်ပွဲဟာဂျိတ်နဲ့မီမီ2ယောက်ထဲကြားကိုကျင်းမြောင်းသွားပါတယ်ပြောင်းလဲသွားတဲ့မီမီရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကတဟုန်ထိုးတက်လာပြီးဂျိတ်တောင်သူမကိုရှင်နိုင်ဖို့ရုန်းကန်နေရပါတယ်အကျိန်နဲ့ငယ်အပြန်လန်တိုက်ခိုက်ပြီးမှဂျိတ်ရဲ့မျက်နှာပေါ်မှာထူးဆန်းတဲ့အမူအရာတွေပေါ်လာပါတယ်နောက်ထပ်ထိတ်တိုက်တွေ့ဆုံမှုတစ်ခုကသူတို့ကိုခွာသွားစေပြီးဘယ်သူမှအသာစီးမရသေးပါဘူးဂျိတ်ဟာဓာတ်ကိုမြောက်ပြီးပြေးဝင်သွားပေမဲ့ကိုယ်တငယ်ချင်းကိုကိုယ်တိုင်တက်ရမယ်ဆိုတဲ့အတွေ့အကြောင်းသူမမျက်ရည်ဝဲလာပါတယ်သူမရဲ့မျက်လုံးထဲမှာအလင်းရောင်တွေတစ်ဖြက်ဖြက်လင်းလာပြီးသူမရဲ့ဆဲတွေစတင်ပြောင်းလဲလာပါတယ်သူမရဲ့စွမ်းအားတွေနိုးကျလာပြီးပုံမမြင့်မားလာပါတယ်အတစ်တဖန်စွမ်းအားပြေဝလာတဲ့သူမရဲ့ဓာတ်နဲ့မီမီရဲ့ရင်ဘက်ကိုတန်ရှင်းတက်ရက်စွာခုတ်ပိုင်းလိုက်ပါတယ်ဒီတစ်ချိန်မှာတော့မီမီဟာအဲ့ဒီတန်ချက်ကိုမခံနိုင်တော့ပါဘူးအတိတ်ကမှတ်ဉဏ်တချို့ပြန်ပေါ်လာပါတယ်မင်းအတိအကျဘာလုပ်လိုက်တာလဲလို့မေးတန်ထွက်လာတယ်ဒီစခန်းကလူတိုင်းဟာငါရဲ့စမ်းသက်ခံလူနာတွေဖြစ်နေပါပြီသူတို့လုံးဝမျိုးဗီဇပြောင်းလဲမသွားမချင်းသူတို့ရဲ့အစိုးမြင့်စိတ်တွေကိုအကန့်အသတ်မရှိမြင့်တင်ပေးသွားမှာပါလို့ရှင်းပြတန်ကြားရပါတယ်ပြီးတော့ဒါကမင်းလိုချင်တဲ့ရလက်တိတိကျကျပဲမဟုတ်ဘူးလားမင်းအဲ့ဒီအမျိုးသမီးနဲ့ပူးပေါင်းနေတာလားလို့တယောက်ကမေးပါတယ်ဒါဆိုသူကငါနဲ့ဂျိတ်ကိုအစကတည်းကမုန်းတီးနေခဲ့တာပေါ့လို့တွေးလိုက်မိပါတယ်ဂျိတ်ကဘာလို့များဒီလိုလူမျိုးနဲ့တွားပတ်သက်နေရတာလဲဘာလို့ငါထက်ပိုကောင်းတဲ့ဘဝမှာနေခွင့်ရနေရတာလဲလို့မီမီကတွေးခဲ့တာပါဒီလိုသာဆိုရင်မဟုတ်ဘူးငါဘာတွေတွေးနေမိတာလဲတေခါနီးအချိန်ရောက်မှသာတခုခုမှားယွင်းနေတယ်ဆိုတာကိုသူမနောက်ဆုံးမှခံစားလိုက်ရပါတယ်အရင်ကအရန်ခင်တဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြပေမဲ့အခုတော့တောင်းပန်ပါတယ်လို့ပြောဖို့အခွင့်အရေးတောင်ရတော့မှာမဟုတ်ပါဘူးဒီအတော်အတွင်းစစ်သုံးရင်ကြီးဟာတပ်တူရိုင်းတွေရဲ့စွမ်းရည်ကိုစုပ်ယူလို့ပြီးဆုံးသွားပါပြီအားပြည့်သွင်းပြီးသွားတဲ့အခါကျွန်တော်တကားကိုဖွင့်ပြီးအထဲကိုဝင်လိုက်ပါတယ်စွမ်းရည်အပြည့်အဝရနေပြီဖြစ်တဲ့အင်ဂျင်ကိုနှိုးလိုက်ပါတယ်ရင်ကြီးဟာအရင်ကထက်ပုံမြန်ဆန်နေပြီးနှင်းတော်တဲ့ကိုပျောက်ကွယ်သွားပါတော့တယ်စခန်းကတော့တားရဲတွေကိုဆက်လက်ခုခံနေစေပါ
အဲ့ဒီအကောင်ကြီးမရှိတော့ပေမဲ့သူတို့ရဲ့အရေးအတွက်ကတော့မြင့်တက်စရာကောင်းနေသေးပါပဲအဲ့ဒါကအထက်တန်းစားဘေးရန်ရဲ့ကောင်ပဲတွားချဆိုလို့ပြောတော့မလုပ်ပါနဲ့ငါသားလို့တားတန်ကြရပါတယ်စကားလက်ကအထက်တန်းစားတားရဲတကောင်ကိုတစ်ချက်တည်းနဲ့ခုတ်ပိုင်းလိုက်ပေမဲ့နောက်ထပ်ရေးတွက်လို့မရတဲ့အကောင်တွေကသူမကိုဝိုင်းရန်လာကြပါတယ်ဂျိတ်လဲသူမရှိကတားရဲတွေကိုခုတ်ထစ်နေပါတယ်တစ်ချက်ခုတ်လိုက်တိုင်းတာမန်တားရဲတကောင်ကြဆုံးသွားပါတယ်ဒါပေမဲ့အထက်တန်းစားတကောင်နဲ့ရင်ဆိုင်ရချိန်မှာတော့သူမရဲ့ဓာတ်ထိမိတဲ့အခိုက်အတန့်မှာပဲဓာတ်ကျိုးသွားပါတယ်အော်ဟဲလိုက်စင်မှာတားရဲကြီးကခုံအုပ်လာပေမဲ့ညတစင်းရက်တပြက်ဝင်လာပြီးအထက်တန်းစားတားရဲကြီးရဲ့မျက်လုံးကိုတက်တက်ဖောက်ဝင်သွားပါတယ်အံ့ဩသွားတဲ့ဂျိတ်ဟာမောကြည့်လိုက်တော့နှင်းတော်တွေကထွက်လာတဲ့ကားတစ်စီးကိုတွေ့လိုက်ရပါတယ်နီးကပ်လာတဲ့အခါမှာတော့အဲ့ဒီမျက်နှာတွေကိုသူမမှတ်မိသွားပါတယ်မိုင်းတွင်းစခန်းကတငယ်ချင်းတွေပါဂျိတ်လို့တယောက်ကအော်ခေါ်ရင်းဝမ်းသာအားရလက်ပြနေပါတယ်ဂျိတ်ကတော့ယုံတောင်မယုံနိုင်အောင်ဖြစ်နေပါတယ်သူတို့ကသူမကိုကယ်ဖို့ရောက်လာကြတာပါကားဟာသူမရှိတက်တက်မှထိုးရက်သွားပါတယ်ဟာမင်းတို့အားလုံးဒီမှာဘာလုပ်နေကြတာလဲလို့ဂျိတ်ကမေးလိုက်ပါတယ်ဟေးဟေးခဏလေးစောင့်အောင်လို့ပြန်ပြောပါတယ်စပင်းနဲ့အမျိုးသမီးကကားပေါ်ကခုန်ဆင်းလာပြီးကြံတဲ့သူတွေလည်းလိုက်ဆင်းလာကြပါတယ်ပြန်လဲဆုံတွေ့ရတဲ့အတွက်အားလုံးပြုံးပျော်နေကြပါတယ်ရော့ဒါကမင်းအတွက်ငါတို့အခုတက်စမီယာမိဘမဲ့ကေဟာကိုတွားမလို့လိုက်ခဲ့မလားဂျိတ်လို့မေးကြပါတယ်အော်တန်မင်းတို့အခုကစားပြီးဒီစခန်းမှာပဲနေတဲ့နဲ့မင်းတို့ကကိုင်ဖက်တွေထားစရာကြံတဲ့တခုတည်းသောအရာတွေပဲသူ့ကိုစိုးရင်စရာအကြောင်းပြချက်တွေထပ်မပေးပါနဲ့တော့တကယ်ကိုကျေးဇူးတင်ပါတယ်လို့အော်တန်ကပြောလိုက်ပါတယ်လန်ခီမှာတားရဲတွေကကားကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အကောင်တိုင်းကိုရှင်းလင်းပြနိုင်ခဲ့ပါတယ်ညံဆန်တဲ့တားရဲတကောင်ကားပေါ်ကိုခုန်တက်လာပေမဲ့သူတို့စုပေါင်းတိုက်ခိုက်မှုအောက်မှာတိတ်မခံလိုက်ရပါဘူးအနောက်မှာထိုင်နေတဲ့အဲ့ဒီ၃ယောက်ကတော်တော်လေးအားကိုးရတာပဲလို့မှတ်ချက်ချကြပါတယ်အခုခါမှာတော့ဒက်စမီယာစခန်းရဲ့အစုံဖျားမှာတေလူမတက်တိတ်ဆိတ်နေပါတယ်လှုပ်ရှားနေတာဆိုလို့သူတို့ရဲ့ကားလေးတစ်စီးတည်းသာရှိပါတယ်သူတို့ဟာအပြင်ဘက်မှာကားရက်လိုက်ပြီးဂိတ်တကားစီကိုဦးတည်သွားကြပါတယ်ဟင်းနေအောင်ဂိတ်တကားကဘာလို့ဒီပုံစံဖြစ်နေတာလဲဒီနေရာတိုက်ခိုက်ခံရတဲ့ပုံပေါက်နေတယ်လို့တယောက်ကပြောပါတယ်ဘရင်အဆင့်တားရဲကြီးကိုတက်ပြီးပြီလို့မင်းပြောခဲ့တယ်မဟုတ်လားဒါဆိုဒီမှာဘာဖြစ်ခဲ့တာလဲဘာတွေဖြစ်နေတာလဲလို့မေးခွန်းထုတ်ကြပါတယ်ဂျိတ်ကိုယ်တိုင်တော့နားမလည်နိုင်အောင်ဖြစ်နေပါတယ်စခန်းတကားဝါကနေသူတို့ကိုလာကြိုဆိုတာကတော့အထက်တန်းစားဘေးရန်ရဲ့ကောင်အုပ်ကြီးပါပဲကျွန်တော်ရဲ့စစ်သုံးရင်ကြီးလဲအဲ့ဒီအချိန်မှာအရောက်လာပြီးရုတ်တရက်အလိုလျောက် break အုပ်လိုက်ပါတယ်ဘာဖြစ်တာလဲလို့ကျွန်တော်ကမေးလိုက်ပါတယ်ပုံမှန်မဟုတ်တဲ့ပေါင်းစည်းခြင်းအဆင့်မျိုးပြည်စက်တုံခါမှုကိုထောက်လှမ်းရမိပါတယ်လို့ AI ကဖြေပါတယ်ကျွန်တော်ချက်ချင်းပဲယင်ကြီးကိုလမ်းကြောင်းပြောင်းပြီးရှေ့ကိုဆက်တိုးသွားပါတယ်အဲ့ဒီအချက်ပြမှုကတားရဲစီကလာတာမဟုတ်ဘူးဆိုတာတေချာလားလို့မေးတဲ့အခါလုံးဝမမှားပါဘူးဒီချိန်လုံးကိုကျွန်တော်တို့ဘက်ကလူတယောက်သာတည်ဆောင်နိုင်တာပါလို့ AI ကအတည်ပြုပါတယ်တမှုကြီးစုဟာအမိတ်ပေခံကျမ်းပြင်ပေါ်ကနေပြင်းထန်တဲ့ဒဏ်ရာတွေနဲ့လူးလိမ့်ထလာပါတယ်ကျမ်းပြင်ပေါ်မှာတော့စစ်သားတွေရောတားရဲတွေရဲ့အလောင်းတွေပါပြန့်ကျဲနေပါတယ်စခန်းရဲ့ခန်းစစ်စနစ်တွေကိုဘသူကများဖျက်ဆီးခဲ့တာလဲဂျိတ်နဲ့တခြားသူတွေကတော့အလုံးအရင်းဝင်လာတဲ့တားရဲတွေကိုရှင်းလင်းနေစေပါသူမဟာအခုအခါအမခန်းချက်တရရှိစွာနဲ့လှုပ်ရှားနေပါတယ်တားရဲတကောင်ကိုတစ်ချက်တည်းနဲ့ရှင်းလင်းနိုင်ပါတယ်သူမရဲ့စွမ်းအားတွေကတဟုန်ထိုးတက်လာခဲ့တာပါတားရဲတကောင်ကလေထဲကနေသူမကိုချောင်းချောင်းတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူမကအလွယ်တကူဘေးကိုရှောင်လိုက်ပြီးနောက်ပြန်ထားချက်တစ်ချက်တည်းနဲ့ဆုံးသက်ပေးလိုက်ပါတယ်သူမလောက်မတန်မာတဲ့တခြားသူတွေကလည်းတားရဲတွေကိုအတက်နိုင်ဆုံးခုခံနေကြပါတယ်မကြခင်မှာပဲနောက်ထပ်အတင်းသားတွေအကူအညီရောက်လာကြပါတယ်အတင်းသားတယောက်ကပစိန်ကြီးကိုအားကုန်လွှဲပေါက်လိုက်ရနောက်ထပ်တားရဲတကောင်ကြဆုံးသွားပြန်ပါတယ်စစ်သားတွေဟာအမြဲတမ်းလိုနောက်ကျမှရောက်လာကြပါတယ်အော်တန်နဲ့ကြံတဲ့သူတွေအသက်လူပြေးနေရတော့မှတားရဲတကောင်ကသူတို့လမ်းကိုပိတ်ဆို့ဖို့ခုံဝင်လာပါတယ်ကြားဖို့ကင်ထားတဲ့ကောင်မလေးကတစ်ချက်တည်းရိုက်ချလိုက်ပြီးဖယ်ရှားလိုက်ပါတယ်သူတို့တွေခိုးလုံရတဲ့ကိုဘေးကင်းစွာရောက်သွားကြပါတယ်ဟေးဘသူကမှတကားမပိတ်ခဲ့ဘူးလားလို့မေးလိုက်ပါတယ်ဂျိတ်နဲ့ကြံတဲ့သူတွေအပြေးသွားနေတော့ရုတ်တရက်စကားလက်ဟာနိုင်ရန်တစ်ခုကိုဖောက်ပြီးပြုတ်ကျလာပါတယ်သူမဟာပြင်းထန်စွာဒဏ်ရာရထားပြီးသွေးတွေအန်နေပါတယ်ဂျိတ်အေးခဲရက်တန့်သွားချိန်မှာပဲစပင်ဖြူမျိုးသားဟာသူမနောက်ကိုလိုက်ဆင်းလာပါတယ်စကားလက်ဟာစပင်ဖြူမျိုးသားရဲ့လက်ဘေးညှစ်သက်ခြင်းကိုခံရဖို့စက္ကန့်ပိုင်းလိုမှာညတစင်းလျက်တစ်ပြက်ဝင်လာပါတယ်သူကမြားကိုလက်တစ်ဖက်တည်းနဲ့ဖမ်းလိုက်ပြီးစကားလက်ကိုကျမ်းပြင်ပေါ်ပစ်ချလိုက်ပါတယ်မင်းကိုလာရှာမလို့ပဲဂျိတ်အိုလိုက်ရောညီထွေမှုအဆင့်ကိုတော့ရောက်နေပြီပဲလောင်အိမ်ထဲကငှက်လေးတွေမှာတကယ်အရေးချင်းရှိတယ်ဆိုတာငါဝန်ခံရပါမယ်လို့သူကပြောပါတယ်ဒီစခန်းဒီလိုအခြေအနေဖြစ်နေတာမင်းလက်ချက်တွေပဲမဟုတ်လားလို့ဂျိတ်ကမေးပါတယ်သူကပြုံးလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲသူတို့နှစ်ယောက်ရဲ့အနောက်ကိုမျက်စိတမိတ်အတွင်းရောက်သွားပါတယ်ကန်ချက်တစ်ချက်တည်းနဲ့တယောက်ကိုလွှင့်ဆင်သွားစေပါတယ်ဂျိတ်ကဓာတ်နဲ့ဝင်ခုတ်ပေမဲ့သူကလက်ပလာနဲ့ကာကွယ်လိုက်ပါတယ်ထိတ်တိုက်တွေ့ချိန်မှာဂျိတ်ကသူ့ခေါင်းကိုရိုက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့တထောင်စစ်ကအရင်ဝင်လာပါတယ်အခုသူတို့အားလုံးဒဏ်ရာရနေပေမဲ့သူကတော့ချစ်ရလေးတစ်ချက်တောင်မရှိပါဘူးဒီလူကသူ့ရဲ့တကယ်စွမ်းအားအစစ်မှန်ကိုအချိန်တစ်လျှောက်လုံးဖုံးကွယ်ထားခဲ့တာလားသူတို့ကိုအဆုံးသတ်ဖို့သူကရှေ့ကိုတိုးလာစင်မှာပဲရုတ်တရက်တစ်ခုခုမှားယွင်းနေတာကိုခံစားလိုက်ရပါတယ်ရေတွက်လို့မရတဲ့လေစာအမြောက်တွေကသူ့ကိုပြစ်မှတ်ထားပြီးအဆက်မပြတ်ပစ်ခတ်နေပါတယ်သူဘလောက်ပဲမြန်မြန်နောက်တစ်စက္ကန့်မှာတော့သူဟာကျွန်တော်ရဲ့လက်သီးစီကိုတက်တက်လွှင့်ဆင်လာပါတယ်ကဲစိတ်နှောက်ယှက်ဖြစ်စရာပဲမဟုတ်လားလို့ကျွန်တော်ကပြောလိုက်ပါတယ်လွန်ခဲ့တဲ့စက္ကန့်ပိုင်းကမှဘယ်သူမှတားလို့မရနိုင်ဘူးလို့ထင်ရတဲ့လူဟာကျွန်တော်ရဲ့လက်သီးတစ်ချက်တည်းနဲ့လွတ်ထွက်သွားပါတယ်အပြင်ဘက်ကနေမင်းတို့လူတွေရောက်လာကြတဲ့ကငါမှငင်းညံ့တဲ့နေ့ရက်ဆိုတာတရက်မှမရှိတော့ဘူးလို့ကျွန်တော်ညီးတွားလိုက်ပါတယ်နှက်ခမ်းကနေသွေးတွေစီးကြလျက်သူပြန်ထလာပါတယ်ဒါဟာခုနကတိုက်ခိုက်မှုတကယ်ထိမိသွားတယ်ဆိုတဲ့သက်သေပါပဲမင်းကဘာတူလဲအပြင်ကဘာအကြောင်းမင်းဘလို့လုပ်တည်နေတာလဲလို့သူကမေးပါတယ်ဒါဆိုငါ့ကိုအရင်ပြေမင်းတို့တွေကဘယ်နှစ်ယောက်အပြင်ကနေရောက်လာတာလဲလို့ကျွန်တော်ကပြန်မေးလိုက်ပါတယ်ကောင်းပြီလေလို့ပြောပြီးသူဟာကျွန်တော်ကိုတတ်ဖို့မျက်စိတမိတ်အတွင်းဝင်လာပါတယ်သူ့ရဲ့တိုက်ခိုက်မှုတွေကမျက်စိနဲ့လိုက်မမီနိုင်အောင်မြန်ဆန်လုံးပေမဲ့ကျွန်တော်ကတော့အားလုံးကိုကာကွယ်လိုက်နိုင်ပါတယ်လှုပ်ရှားမှုတစ်ချက်တည်းနဲ့သူ့ကိုနောက်ပြန်လွှင့်သွားစေပါတယ်သူကလက်မလျှော့ပဲကျွန်တော်စီထပ်ဝင်လာပါတယ်လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့သူ့ကိုနေရန်စီပြင်းပြင်းထန်ထန်သွားအောင်မိစေပါတယ်ဂျိန်းနဲ့စကားလက်တို့ဟာမယုံနိုင်အောင်ကြည့်နေကြပါတယ်ပေါင်းစည်းခြင်းအဆင့်တိုက်ခိုက်ရေးသမားဖြစ်တဲ့အီယန်တောင်မှတစ်ချက်လေးတော့မထိနိုင်တော့အောင်အစွမ်းထက်နေတာလားကင်လို့ဂျိတ်ကခေါ်တော့နေဦးမင်းဒီလူကိုတိနေတာလားလို့စကားလက်ကမေးလိုက်ပါတယ်ဒါဟာတိုက်ပွဲတစ်ခုတောင်မဟုတ်ပဲတစ်ဖက်သက်အထိုးခံနေရခြင်းသာဖြစ်နေပါတယ်အော်ရိုယာစခန်းမှာငါတွေ့ခဲ့တဲ့စပင်ရွှေရောင်နဲ့ငှက်လူသားနဲ့နှိုင်းရှင်ရင်မင်းကလုံးဝအနားတောင်ကတ်လို့မရပါလားလို့ကျွန်တော်ကလှောင်ပြောင်းလိုက်ပါတယ်သူအခုတေချာတော့မထနိုင်တော့ပါဘူးသူတစ်ခုခုကိုသဘောပေါက်သွားပြီးနေအောင်တီဖာကိုအဲ့ဒီလိုလုပ်ခဲ့တာမင်းလားဆိုပြီးသူဟာဒေါသတကြီးပောက်ကွဲကထပ်မံဝင်တိုက်ခိုက်ပါတယ်ကျွန်တော်သူ့ခြေထောက်ကိုဖမ်းကင်ပြီးကျမ်းပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ဆောင်းချလိုက်ပါတယ်ကျွန်တော်ရဲ့ကြမ်းတမ်းမှုကြောင့်သူတို့တွေအံ့အားသင့်ပြီးစကားတော်မပြောနိုင်ဖြစ်သွားကြပါတယ်သူတမန်ရမယ်ဆိုတာငါတို့သိပေမဲ့ဒီလောက်အထိထိတ်လန့်စရာကောင်းတဲ့အဆင့်ဖြစ်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူးလို့တွေးနေကြပါတယ်သူတို့ချစ်ရလေးတောင်မပေးနိုင်ခဲ့တဲ့လူဟာကျွန်တော်လက်ထဲမှာတော့ကစားစရာအယုတ်လေးတယုတ်လိုဖြစ်နေပါပြီသူ့ရဲ့နောက်ဆုံးလက်တိချက်ကိုကျွန်တော်လက်နဲ့ချောင်းကြားမှာရက်တန့်ပစ်လိုက်ပြီးသူ့အပီးတိုင်လဲကျသွားပါတော့တယ်စပင်နဲ့လေးတဲ့တော်ဟာနောက်ဆုံးတော့တတိဝင်လာပြီးကုန်းထလာပါတယ်
အဲ့ဒီငှက်လူသားအကြောင်းပြောတိုင်းမင်းကဘာလို့ဒီလောက်တောင်ဒေါသထွက်နေရတာလဲလို့ကျွန်တော်ကမေးလိုက်ပြီးပိုရရတဲ့အကြောင်းအရာတစ်ခုပြောပြမယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီကောင်မလေးဟာသူ့အသက်ကိုကယ်ဖို့အတွက်သူ့ကိုယ်သူကျွန်တော်စီအနှင်းခဲ့ကြောင်းနဲ့အဲ့ဒီလိုတောင်းဆိုမှုကိုကျွန်တော်ကညှင်းပယ်မှာမဟုတ်ကြောင်းဒါပေမဲ့နောက်ဆုံးမှာတော့သူ့ကိုအသက်ရှင်ခွင့်မပေးခဲ့ဘူးလို့ကျွန်တော်ကရှင်းပြလိုက်ပါတယ်အဲ့ဒီအခါသူဟာထိမ့်မနိုင်သိမ့်မရဒေါသတွေပောက်ကွဲထွက်လာပြီးကြီးမားလုံးတဲ့ဖိအားလိုင်းတွေကိုထုတ်လွှတ်လိုက်ပါတယ်သူ့ခန္ဓာကိုယ်အနှံ့အပြားမှာဥချိုတွေနဲ့အကြေးခွန်တွေထွက်ပေါ်လာပါတယ်သူဟာလူသားနဲ့လုံးဝမတူတော့ပါဘူးရုတ်တရက်ပြောင်းလဲသွားမှုကြောင့်ဂျိတ်စကားလက်နဲ့လေးတယ်တော်တို့၃ယောက်လုံးအေးခဲသွားကြပါတယ်သူထပ်ပြီးပြက်ကွက်သွားကကျွန်တော်အနောက်ကိုရောက်လာပြန်ပါတယ်ဒီတစ်ခါလဲကျွန်တော်ကဘေးကိုအသာလေးရှောင်လိုက်ပါတယ်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကတော့တိတိတတ်တာကြီးမားလာပါတယ်နောက်ဆုံးမှာတော့သူကျွန်တော်ကိုလက်သီးနဲ့တစ်ချက်ထိသွားပြီးမြဲကျွန်တော်အင်ဂျီကိုသာဆုပ်ခဲနိုင်ခဲ့ပါတယ်ကျွန်တော်လက်ဖွားထဲမှာစွမ်းအင်တွေစုစည်းလာပါတယ်တန့်စင်တဲ့စွမ်းအင်လိုင်းတစ်ခုကိုထုတ်လွှတ်လိုက်ရာသူ့ကိုတက်တက်ထိမှန်သွားပါတယ်အဲ့ဒီပောက်ကွဲမှုကသူ့နှလုံးကိုဓာတ်ရိုက်ဖောက်ထွင်းသွားပါတယ်သူအသက်မဲ့စွာလဲကျသွားပါတယ်ကြည့်နေသူအားလုံးဟာပါဇက်အဟောင်းသားအေးခဲရက်တက်နေကြပါတယ်ခုနကဘာကြီးလဲတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအစီအစဉ်ချိုးဖောက်မှုရဲ့လက္ခဏာပဲတက်စင်တဲ့စွမ်းအင်ပြင်ပထုတ်လွှတ်မှုလေနက်ဆက်စီရဲ့လက်တလုံးမှတ်တမ်းတွေမှာတော့မြို့တော်ကဘဲကရီတယောက်ပဲအဲ့ဒီအဆင့်ကိုရောက်ဖူးတယ်လို့ပြောဆိုနေကြပါတယ်။ကိုင်ဆိုပြီးဂျိတ်ဟာစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်စီပြေးဝင်လာပါတယ်။ဒါပေမဲ့ကျွန်တော်သူမကိုမဖမ်းနိုင်ခဲ့လို့ကြမ်းပြင်ပေါ်လိမ့်ကျသွားပါတယ်။အို sorry ဂျိတ်တိုက်ပွဲကနေအခုလေးတင်ထွက်လာတာဆိုတော့အလိုလျောက်တုံ့ပြန်ပြီးသွားတာလို့ကျွန်တော်တောင်းပန်လိုက်ပါတယ်။သူမဟာတနာစရာကောင်းတော့အောင်စကားမပြောနိုင်ပဲကျွန်တော်ကိုမေးကြည့်နေပါတယ်စိတ်မချသေးတဲ့စကားလက်ကကြမ်းပြင်ပေါ်ကအလောင်းကိုသွားစစ်စေပါတယ်။ဒက်စမီယာမြို့မှာဟင်းလင်းပြင်ဖောက်ထွင်းမှုအဆင့်ရှိတဲ့သူတကယ်ပဲရှိနေတာလားသူနဲ့ဂျိတ်တို့ရဲ့အနေအထားကိုကြည့်ရတာထားလိုက်ပါတော့ငါအစီရင်ခံစားမတင်ရင်တော့ဒါကိုအချိန်ကြာကြီးလှုပ်ဝက်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့သူမကတွေးလိုက်ပါတယ်အဆောက်အုံထဲကစစ်သားတွေလည်းထက်တူထက်မြအံ့ဩမြင်တက်နေကြပါတယ်ငါအခုလေးတင်ဘာကိုမြင်လိုက်ရတာလဲအဲ့ဒီထူးဆန်းတဲ့ကောင်နဲ့ငါတခါဆုံဘူးတယ်ကျေးဇူးပြုပြီးသူရန်ညိုးမဖွဲ့ပါစေနဲ့လို့ဆုတောင်းနေကြပါတယ်မင်းကိုသူကတိတောင်မသိဘူးလို့အခြားတစ်ယောက်ကပြောပါတယ်စောင့်ကြည့်ကန်းတွေကလူတိုင်းဟာဖြစ်စဉ်တစ်ခုလုံးကိုစောင့်ကြည့်နေကြတာပါငါကတာမန်လူတစ်ယောက်လိုနေပြီးပုံမှန်ဘဝလေးမှာပဲနေချင်ခဲ့တာထားလိုက်ပါတော့စက်ဖုံးကွယ်ထားဖို့အကြောင်းပြချက်မရှိတော့ပါဘူးအားလုံးဖွင့်ချလိုက်တာပေါ့အဲ့ဒီအနက်ရောင်ဝစ်စုံတဲ့လူရဲ့တိုက်ရိုက်တိုက်ခိုက်မှုကိုမျက်နှာချင်းဆိုင်ခံခဲ့ရတဲ့သူဟာငါပဲလို့တစ်ယောက်ကပြောပေမဲ့ဘယ်သူမှမယုံကြပါဘူးမင်းတို့မျက်နှာပေါ်ကအဲ့ဒီအမူအရာတွေကဘာဖြစ်တာလဲလို့သူကမေးလိုက်ပါတယ်မကြခင်မှာပဲနောက်ကျကျန်နေတဲ့တာရဲတွေကိုပါအပြီးတိုင်ရှင်းလင်းလိုက်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ကြေညာတန်ထွက်လာပါတယ်အပြင်ဘက်ကတာရဲတွေကိုပြန်လည်ရောက်ရှိလာတဲ့ရှင်းလင်းရေးတပ်ဖွဲ့ကထိန်းချုပ်လိုက်နိုင်ပါပြီစခန်းထဲမှာအကောင်ကြီးအများကြီးမကြံတော့တော့ပါဘူးဘေးအန္တရာယ်နှစ်ခုစတိုက်ကြုံပြီးနောက်ပြန်လည်တိဆောက်ရေးဆိုတာကြီးမားတဲ့အလုပ်ကြီးတစ်ခုပါပဲနောက်ထပ်အဖြစ်အပျက်တွေထပ်မဖြစ်အောင်ကာကွယ်ဖို့ကင်းစင်တွေကအဆက်မပြတ်အလုပ်လုပ်နေကြပါတယ်အဲ့ဒီအပိုင်းကိုနည်းနည်းထပ်ပြီးအပြည့်ထားလိုက်ပါလို့ညွှန်ကြားတန်ကြားရပါတယ်ဒီထဲမှာအရေးကြီးတဲ့သတင်းအချက်လက်တချို့ရှိတယ်အခွင့်အရေးရရင်ဦးလေးစုကိုလွှဲပေးလိုက်ပါလို့ကျွန်တော်ကဂျိတ်ကိုပေးလိုက်ပါတယ်ပြီးတော့မင်းရဲ့အဲ့ဒီ90%ကိုက်ညီမှုကိစ္စတက်နိုင်ရင်ထပ်မပြတ်ပေါ်အောင်ထိန်းထားပါမဟုတ်ရင်အဲ့ဒီလူတွေကမင်းကိုငင်းငင်းကြမ်းကြမ်းဆက်ပြီးကြီးထွားခွင့်ပေးမှာမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်သူမကိုယ်တိုင်လည်းဒါကိုသိနေပုံရပါတယ်ဂျိတ်လို့ခေါ်လိုက်တော့သူမကျွန်တော်ကိုမောကြည့်လာပါတယ်မင်းထွက်သွားတော့မလို့မဟုတ်လားလို့မေးတယ်သူမအတန်မှမခွဲခွာခြင်းနဲ့အရေးရောင်တွေပါနေပါတယ်APEX စခန်းရဲ့ mission ကိုငါဆက်လုပ်ရအောင်မယ်လေလို့ကျွန်တော်ကအကြောင်းပြလိုက်ပါတယ်တကယ်တော့ APEX စခန်းဆိုတာတကယ်မှမရှိတာပဲဒါပေမဲ့အဲ့ဒါတွေကတကယ်တော့အရေးမကြီးပါဘူးအခုငါရှိမှရက်နေတဲ့မင်းဟာငါမောကြည့်ရမယ့်သူတစ်ယောက်ဖြစ်နေပြီးမင်းကသဘောတူရင်တော့လက်ရှိငါအခြေအနေနဲ့မင်းဘေးမှာရှင်တွဲလျှောက်လန်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့မင်းကိုမိအောင်ငါစူးစမ်းပါမယ်နောက်တစ်ခါငါတို့ပြန်ဆုံတဲ့အခါငါဟာမင်းကိုဆွဲချနေမဲ့ဝင်ထုတ်ဝင်ဖို့တစ်ခုဖြစ်နေမှာမဟုတ်ဘူးလို့သူမကခန်းစားချက်ပြည့်နဲ့ပြောပြပါတယ်သူမဒီလိုခန်းစားနေရမယ်လို့ကျွန်တော်မထင်ထားခဲ့ပါဘူးဒါကကျွန်တော်ကိုနှွေးထွေးသွားစေပါတယ်အဲ့ဒီအချိန်မှာကပတိန်လူနာစီကဟိုလိုဂရမ်ဆက်သွယ်မှုဝင်နေပါတယ်လို့ AI ကသတင်းပို့ပါတယ်ကျွန်တော်ကရင်ဘော်ကနေထထိုင်လိုက်ပါတယ်ဂျိတ်လည်းနိုးလာပါတယ်ကဲကင်မတွေ့ရတာကြာပြီပဲလို့လူနာကနှုတ်ဆက်ပါတယ်လူနာရဲ့ဒီလောက်စောစောစီစီငါအိတ်ချိန်ကိုလာနောက်ဆက်ရလာလို့ကျွန်တော်ကပြန်ပြောလိုက်ပါတယ်မြို့တော်ရဲ့ဘဲကရီလူနာလာလို့ဂျိတ်ကမေးပါတယ်ဟာမင်းအခုဒက်စမီယာမြို့မှာရောက်နေတာမဟုတ်လားလက်တလောကကြွက်တကောင်ကိုရှင်းလင်းလိုက်တယ်လို့ကြားတယ်လူတွေကမြန်မြန်ဆန်ဆန်ရေးမယူဘူးဆိုရင်အဲ့ဒီကြွက်တွေကကြွက်ဘဝမှာပဲဆက်နေမှာမဟုတ်ဘူးသူတို့ကပိုးဟက်ကြီးတွေဖြစ်အပြည့်အဝပြောင်းလဲသွားလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ရိုးရိုးသားသားပြောရရင်မင်းသွားတဲ့နေရာတိုင်းမှာအဲ့ဒီလိုကောင်မျိုးတွေနဲ့ဆုံရတာပဲလေလို့တုံ့ပြန်လိုက်ပါတယ်အင်းကင်ကတို့တာဝန်တွေချင်းချင်းလဲကြမလားလို့သူမကကန့်လန့်ပါတယ်လဲမယ်ဟုတ်လားအင်းမင်းကငါအတွက် FBI ကိုသွားပြီးစုံစမ်းပေးလေအဲ့ဒီမှာအပြင်လူတွေနဲ့ပူးပေါင်းကြံစည်နေတဲ့အုပ်စုတစ်ခုရှိတယ်ငါမျက်နှာကအဲ့ဒီဘက်မှာအရန်လူတိများနေလို့လေငါ့ကိုမြင်တာနဲ့တင်ကလေးတွေအိမ်မက်ဆိုးမကြလိမ့်မယ်ဘလို့ပဲရုပ်ဖြက်ငါကိုဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူးအဲ့ဒီအစာမင်းအတွက်ဇီလန်ဒီယာကအဖိုးကြီးကိုငါရှင်းပေးမယ်လို့လူနာကရှင်းပြပါတယ်မကြခင်မှာပဲထွက်ခွာဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့စစ်တုံးရင်ကြီးကိုဒက်စမီယာမြို့ပြင်ဘက်စီကျွန်တော်မောင်းနေလာခဲ့ပါတယ်မင်းသူတို့ကိုနှုတ်ဆက်မသွားချင်တာတေချာရဲ့လားငါအဖေကမင်းကိုထပ်တွေ့ချင်နေတာလို့ဂျိတ်ကမေးပါတယ်မလိုပါဘူးငါကအဲ့ဒီလိုပြကွင်းမျိုးတွေကိုဘယ်တော့မှသဘောမကျခဲ့ဘူးအော်တန်နဲ့ကျန်တဲ့သူတွေကိုသာငါကိုစားတေချာစောင့်ရှောက်ပေးပါလို့ကျွန်တော်ကမှာလိုက်ပါတယ်စိတ်ချပါလို့သူမကပြန်ဖြေပါတယ်ဒါဆိုငါသွားတော့မယ်လို့နှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်စစ်တုံးရင်ကြီးပေါ်ပြန်တက်ပြီးအင်ဂျင်ကိုနှိုးလိုက်ပါတယ်ဂျိတ်ဟာနှင်းတော်ထဲမှာရက်နေပြီးကျွန်တော်ထွက်ခွာသွားတာကိုမျက်တောင်မခံနေကြည့်နေပါတယ်သူမမျက်လုံးထဲမှာမျက်ရည်တွေဝဲနေပါတယ်မခွဲခွာခြင်းပေမဲ့လည်းသူမလွတ်ပေးရမှာပါပဲစခန်းမှာတော့လူတိုင်းကတကားမှာဆိုင်းဘုတ်အစ်တစ်ခုချိတ်ဆွဲနေကြပါတယ်APEXစခန်းခွဲလို့ရေးထားပါတယ်ဟေးဘလို့နေလဲလို့မေးလိုက်ချိန်မှာပဲဆိုင်းဘုတ်ဟာတပြိုင်နက်သူမကောင်းပေါ်ပြုတ်ကျသွားပြီးကွဲကြေသွားပါတယ်လူတိုင်းကရေမောလိုက်ကြပါတယ်ဒက်စမီယာစခန်းမှာတော့ဂျီနဲ့ဝက်စ်တို့ဟာတယောက်ကိုတယောက်မခွဲခွာခြင်းပဲလမ်းခွဲနေကြပါတယ်စကားလက်ကတော့ဒါကိုဝင်မကြည့်ရပါဘူးစူသားအဖနှစ်ယောက်ကတော့နှွေးထွေးစွာနှုတ်ဆက်နေကြပါတယ်နေဆက်မှာတော့ဘဲကရီဟာတားရဲတွေကိုဟန်တားနေပါတယ်အောက်ဆိုင်ခုတ်ချက်တစ်ချက်ထဲနဲ့လှိုင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီးသူမပတ်လေကတားရဲတိုင်းကိုပြကတ်သွားစေပါတယ်တာဝန်ပြီးဆုံးသွားပါပြီအမြဲတမ်းလိုပဲအားဆိုင်ထုတ်စရာကိုမလိုပါဘူးသူမကကောင်းကင်ကိုမောကြည့်ပြီးပြုံးလိုက်ပါတယ်ကျွန်တော်ကတော့ရေခဲပြင်တွေတောင်တန်းတွေနဲ့မြစ်တွေကိုဖျက်ကျော်ပြီးစစ်တုံးရင်ကြီးကိုဆက်လက်မောင်းနေပါတယ်ဒက်စမီယာစခန်းကဇလန်ကတော့လောလောဆယ်ဒီမှာပဲအဆုံးသတ်သွားပါပြီကျွန်တော်ရဲ့နောက်ထပ်သွားရမယ့်နေရာဖြစ်တဲ့ဆာကူယာကျွန်းမှာလည်းကျွန်တော်ကိုစောင့်ကြိုနေတဲ့အရာတွေအများကြီးရှိနေပါသေးတယ်